င်းလေးကတော့ဒီ ISO 15189ပြီးတော့ရင် ISO 15190နဲ့ပတ်သက်ပြီးတော့မေးချင်ရမေးပေါ့နော်အဲ့တော့အဲ့အစီအစဉ်လေးဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းပဲပြောထားသလိုပဲပေါ့နော်ညီမရဲ့ဒီ very brief introduction အနေနဲ့ပဲသွားပါရစေရှင်နာမည်ကတော့စုလိုင်တင်ပါတချို့တွေကတော့လဲစုလို့ခေါ်တယ်တချို့တွေကြတော့လည်းပဲစုလိုင်လို့ခေါ်ကြတယ်ပေါ့နော်ဘယ်လိုခေါ်ပါစုလို့ပဲခေါ်စုလိုင်လို့ပဲခေါ်ပါဆိုတော့တော်တော်များများကကျတော့ဒီ medical lab ကိုညီမအနေနဲ့ဒီtraining လေးတွေပေးတယ်ဆိုတော့ medtech လို့ထင်ကြတယ်ပေါ့နော်တော့ညီမကတကယ်အကြောင်းပေးတာတော့ medtech မဟုတ်ပါဘူးရှင်ဒီ biotechnology ပေါ့နော်BSc နဲ့ပြီးတော့ molecular biotechnology နဲ့ master ဘွဲ့ရထားတယ်သူပါရှင် project management diploma လေးလည်းယူထားတယ်ပေါ့နော်အခုလက်ရှိမှာတော့ future lab consultancy service ဆိုပြီးတော့ညီမဒီ consultant အနေနဲ့ညီမ founder လုပ်ပြီးတော့ညီမဒါ consultation တွေပေးနေပါတယ်ဒီ very specific ပြောရမယ်ဆိုရင်တော့ဒီ medical lab တွေအတွက်ဆိုရင် ISO 15189ပြီးရင် ISO 15190နဲ့ပတ်သက်ပြီးတော့ accreditation သွားနေတဲ့ဓာတ်ခွဲခန်းလေးကိုညီမကဒါ implementation ပေါ့နော်ဒါ 1 year အနေနဲ့ဒီ site specific program ဆွဲပြီးတော့ဒါ consultation တွေပေးတယ်တကယ်လို့ medical lab မဟုတ်ဘူးရိုးရိုးတာမန် lab တွေဥပမာ micro lab ပဲဖြစ်ဖြစ်တခြားပေါ့နော်ဒီ GMO lab တွေပဲဖြစ်ဖြစ် molecular lab တွေပဲဖြစ်ဖြစ်ပေါ့နော်တခြား medical lab မဟုတ်တော့တခြား laboratories တွေနဲ့ဆိုရင်တော့သူက ISO 17025ပေါ့ရှင်အဲ့ဒီ accreditation တွေနဲ့ပတ်သက်ပြီးတော့ဒါ quality management system lab specific ပေါ့နော် laboratory quality management system တွေကို implementation လုပ်ပေးနေတဲ့သူတယောက်ပါရှင်ဆိုတော့အခုဒီ trainingဆိုတာတဲ့ဒီ live discussion ပေါ့နော်ဒီ live discussion မှာကြတော့မတို့ကဒီ ISO 15189 15190ကိုပြောမယ်ပေါ့နော်မေးချင်ရမေးဆိုတဲ့နေရာမှာဒါ very brief introduction အနေနဲ့က ISO ဆိုတာဖြစ်တဲ့အတွက် ISO နဲ့ပတ်သက်ပြီးတော့တော်တော်များများက ISO လို့လည်းခေါ်တယ် ISO လို့လည်းခေါ်တယ်ပေါ့နော်ဘယ်လိုပဲခေါ်ညီမတို့ ISO ဆိုတဲ့စကားလုံးကိုနည်းနည်းလေးချင်းပို့ပြီးတော့ပြောရတာရှာတော့နေလို့ပေါ့နော်အဲ့တော့ ISO အကြောင်းပြောတော့မယ်ဟေ့ဆိုရင်အဓိကကတော့ standards တွေအကြောင်းကိုမပါလို့မဖြစ်ဘူးပေါ့နော်ဘာလို့ဆိုသူက one of the standards ပဲပေါ့နော်အဲ့တော့ ISO ရဲ့အဓိပ္ပာယ်ဒီအရှိကိုinternational standardization for organization ကိုအဲ့ဒါနေပြီးတော့သူက standards တွေကိုအခုလက်ရှိအထိ22,000ကျော်နီးပါးကိုသူကဒီ standards တွေကိုထုတ်ပေးထားတယ်အဲ့မှာကိုညီမတို့အမျိုးအစားခွဲလိုက်မယ်ဆိုရင်ဒါအများကြီးတော့ရှိနိုင်သေးတယ်ပေါ့နော် quality management နဲ့ပတ်သက်တဲ့ standards တွေရှိမယ် environmental နဲ့ပတ်သက်တဲ့ standards တွေရှိမယ် food safety နဲ့ပတ်သက်တဲ့ standards တွေပြီးရင် information security medical devices ပြီးတော့ health and safety laboratory activities inspection activities ဆိုပြီးတော့ standards တွေအများကြီးထွက်တယ်အဲ့ဒီထဲမှာဒါလေးတွေကဥပမာဒါjust example တွေနဲ့ပြောရမယ်ဆိုရင် quality management နဲ့ဆိုရင် ISO 9001 environmental နဲ့ပတ်သက်ရင် 40,001 food safety ဆိုရင် 22,000ဒါ food safety ဆိုရင်ခုနောက်ပိုင်းဆိုရင်ဒါညီမခုလက်ရှိပေါ့နော်ပါဇာထဲကိုခေါင်းထဲကိုရောက်လာတဲ့ဟာဆိုရင်ဥပမာဥကကာဆိုရင်သူဆိုရင်ဒါ 22,001 ကိုဒါမကြသေးမီမှာယူထားတယ်အဲ့လိုမျိုးဆိုရင်သူ့ရဲ့လက်ဖက်ဆိုရင်ဒါကစားသုံးသူတွေအတွက်ဆိုရင်safety ဖြစ်ပြီဆိုရင်သူအမှားခံလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့အဲ့လိုပုံစံမျိုးလေးနဲ့အဲ့တော့မတို့ကဒီစားတောက်ဆိုင်ဆိုတဲ့ဒီ city bar တို့ဘာလို့ရောက်တယ်ဒါပစ္စည်းတွေဝယ်တော့မယ်ဆိုရင်ဒါ 22,000 နဲ့ရထားတဲ့ဒါ food လားဘာလားဆိုပြီးတော့ကြည့်ပြီးတော့ညီမတို့ဝယ်လို့ရတယ်ပေါ့နော်အဲ့တော့ information security နဲ့ပတ်သက်ရင်ဒီမှာ27,000ရှိမယ်ပြီးတော့တဲ့အခါဆိုရင်ဒီမှာ medical devices တွေပေါ့နော်အဲ့တော့အခုဒါ medical devices တွေဆိုရင်ဒီဓာတ်ခွဲခန်းနဲ့ပဲဆိုင်ဆေးရုံဆေးခန်းနဲ့ပဲဆိုင်အဲ့ဒီပစ္စည်းတွေကိုတွင်းတဲ့ company တွေအနေနဲ့ဆိုရင် company ထုတ်လုပ်သူတွေ distribution နဲ့လုပ်တဲ့လူတွေရောဆိုရင် 13485ပေါ့နော်အဲ့လိုမျိုး ISO တွေယူထားတင်တယ်မြန်မာနိုင်ငံမှာတော့တော်တော်များများဒီ supplier တွေကမရသေးဘူးရတဲ့ဟာတွေကလက်ချိုးရည်လို့ရသေးတယ်ခုနောက်ပိုင်းမှာ ISO ဆိုတော့ ISO 9001ကိုတော့လိုက်ယူနေကြတယ်ပေါ့နော်ဒါပေမဲ့ specific အနေနဲ့ဆိုရင် 13485ကိုယူထားတင်တယ်ပေါ့နော် medical device တွေအနေနဲ့ဆိုရင်အဲ့တော့ကိုယ့်အနေနဲ့လည်းပဲကို supplier
employer တွေရွေးမယ်ဆိုရင်ဒါတွေရထားပြီးပြီလားဆိုတဲ့ဟာမျိုးတွေမေးလို့ရတယ် health and safety နဲ့ပတ်သက်တဲ့ဟာလေးရှိမယ်ဒါကကြတော့ဘယ် organization မှာမဆိုကိုယ့်ရဲ့ employee တွေရှိသွားပြီဆိုအဲ့ employee တွေအနေနဲ့ဒါကိုemployer အနေနဲ့ကို provide လုပ်ပေးမယ်ဆိုရင်ဒါဘာတွေလုပ်ပေးတင်လဲဆိုတဲ့ health and safety standards တွေရှိမယ် laboratory activities တွေနဲ့ဆိုရင်တော့15189ရှိမယ် SAM 2025ရှိမယ် inspection နဲ့ဆိုရင် SAM 2020ရှိအဲ့တော့အခုဒီမှာဒီ standards တွေ type တွေပြန်ကြည့်လိုက်ပဲဆိုရင်ကျမတို့ဒီ medical lab အတွက်ဆိုရင်တော့ဒါတော်တော်များများဒီပြီးသားဖြစ်လိမ့်မယ်15189ရယ် SAM 225ရယ်ဒါ lab တွေအတွက်ဆိုရင်ပေါ့နော်အဲ့တော့အဲ့နေရာမှာလာပြီးတော့နီးနှွယ်သွားတာက9001ပေါ့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာက ISO ယူရမယ် ISO ယူရမယ်မဟုတ်ရင်လည်းပဲဒါ ISO ယူရမယ်ဆိုတာက it's not a mandatory ပေါ့နော် law အနေနဲ့ regulation တွေနဲ့စက်မှတ်ထားတာမရှိသေးဘူးအခုချိန်အထိပေါ့နော်ဒါတော့အဲ့တော့ပြောရမယ်ဆိုရင် mandatory မဟုတ်ဘူး voluntary standards အနေနဲ့ပဲရှိသေးတယ်ဒါပေမဲ့အဲ့ voluntary ကဘယ်အချိန်မှာလိုအပ်လာလဲဆိုတော့တစ်ခါတလေကျရင်ဥပမာသင်္ဘောသားဆေးစစ်လက်မှတ်တွေဘာတွေကိုအနေနဲ့ဆေးရုံဆေးခန်းတွေအနေနဲ့ပဲဖြစ်ဖြစ်တက်ခွဲခန်းအနေနဲ့ပဲဖြစ်ဖြစ်သင်္ဘောသားဆေးစစ်လက်မှတ်တွေကိုလုပ်ပေးခြင်းတဲ့အခါကျရင်သင်္ဘောသားဒီဟိုပါပေါ့နော်သူတို့ရဲ့ဒီဝင်ကြီးဌာနကိုယ်တိုင်အားကိုဒါ9000sorry ISO ယူရမယ်ဆိုတဲ့requirement လေးတစ်ခုပါလာလို့အဲ့လိုပုံစံမျိုးအဲ့တော့ခုနကတော့ပြောတဲ့ law တွေ regulation တွေမရှိသေးဘူးဆိုတာကဥပမာပြင်သစ်လိုနိုင်ငံမျိုးမှာဆိုရင် medical lab တစ်ခုဖွင့်တော့မယ်ဆိုရင်သူက ISO 15189 accredited ဖြစ်ကိုဖြစ်ရတယ်ဆိုတဲ့ regulation ရှိတယ်အဲ့လိုမျိုးဆိုရင်သူက mandatory standard ဖြစ်သွားတယ်မြန်မာနိုင်ငံမှာတော့အဲ့လိုမဟုတ်ဘူးဘယ်ဓာတ်ခွဲခန်းဖွင့်တော့မယ်ဟေ့ဆိုရင်license ရှိရမယ်မြို့နယ်ကျန်းမှာတိုင်းကျန်းမှာကိုlicense လျှောက်ထားရမယ်တခြားပတ်သက်တဲ့ license တွေရှိရမယ်လို့ပဲပြောတယ်15189မဖြစ်မနေယူရမယ်ဆိုတဲ့သတ်မှတ်ချက်မရှိသေးဘူးပေါ့နော်အဲ့ဒီနှစ်ခုကိုညီမတို့ကကွက်ပြပြသိဖို့လိုပါတယ်အဲ့ခါကျရင်မတို့ကဒီနှစ်ခုရဲ့ကွာခြားချက်ကပါလိရှိသေးလဲပေါ့ဘာလို့လဲဆိုတော့တကယ်ကျရင်ဒီနောက်ပိုင်းနှစ်တွေမှာနည်းနည်းသိတာလာတာကတစ်ခါတလေကျရင်မဟုတ်ဖုန်းဆက်ပြီးတော့မေးလာလေးရှိတယ်ဆိုလိုက်တင်လားဟုတ်ပါတယ်ရှင်းလို့ပြောလိုက်တဲ့အခါဆိုအဲ့ဆိုလို့ခြင်းလို့ပါဘလောက်ကြာမလဲပဲပြောဆိုတဲ့အခါကျရင်ပြောရမယ်ဆိုရင်ပွပွင့်လင်းလင်းပြောရမယ်ဆိုရင်ဒါ business သမားတွေရဲ့ဒါ very interested questions လို့ပြောရမှာပေါ့နော်သူတို့ကဒါ ISO ဆိုတာရရင်ပြီးရောဘာ ISO ဆိုတဲ့ဟာဆိုအခါကျရင်ကျမအနေနဲ့ပြန်ပြီးဘာ ISO လဲဆိုတဲ့အခါကျရင်သူတို့မသိတော့ဘူးပေါ့နော် ISO ရရမယ်ဆိုတဲ့ဟာပဲရှိတယ်အဲ့ခါကျရင်အဓိကအဲ့ချိန်မှာမျိုးကြတော့ဘာလေးပြန်ပြီးတော့ခက်ခဲလာလေးရှိလဲဆိုတော့ middle management တွေတမားအနေနဲ့မဟုတ်ရင်လည်းပဲဒီ middle management မဟုတ်ရင်လာမဥမာဒီ boss က medical field ထဲမှာမဟုတ်ပဲနဲ့ဒါဘောနော်ပြောမယ်ဆိုရင်တော့ medical field ထဲမဟုတ်ပဲနဲ့ဒီဖွင့်ထားပြီးတော့ ISO ရအရေးဖြစ်လာတဲ့အခါမျိုးဆိုရင် ISO ရွေးမှားမှာဆိုတာ ISO ရွေးမှားမှာဆိုတာကဘယ် ISO မဆိုတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့9001လို့မျိုးဆိုရင်တကယ် medical lab အတွက်ဆိုရင်ဒါကျွန်မအနေနဲ့ personal ဒါစကားခံထားပါတယ်เนาะ personal အမြင်အရဆိုရင်ရေးရှိမှာဆိုရင်15189ကပို့ပြီးတော့အစဉ်ပြည်နိုင်ပါတယ်ပေါ့နော်သူ့အတွက်လည်းပို့ပြီးတော့တင့်တော်တယ်ပေါ့ဘာလို့ဆို9001ကကြတော့သူက quality management system ကိုသွားမယ်ပြီးရင်သူ့ရဲ့အမျိုးအစား certification အမျိုးအစားပါ15189ကကြတော့ accreditation အမျိုးအစားပါပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုတစ်ချက်ပြောချင်တာပေါ့နော် certification နဲ့ accreditation နဲ့ဘာကွာလဲဆိုတော့ certification ကကြတော့သူကကြတော့ဒီ management quality management ကိုသူက management ကိုပို့ပြီးတော့ဦးစားပေးတယ်ပြီးတော့ရင်ဒီ requirements တွေကိုပြည့်စုံသွားပြီဆို compliance ဆိုတဲ့စကားလုံးပဲသုံးလို့ရတယ် accreditation ကတော့အဲ့လိုမဟုတ်ဘူးသူက management နဲ့မဟုတ်ဘူး technical process ကိုပါသွားတယ်အဲ့ဒါအတွက်ကြောင့်သူက conformance တက်ပို့ပြီးတော့တာတာသူကဘာဖြစ်သွားလဲဆိုတော့ competence ဖြစ်တယ်ဆိုတဲ့စကားလုံးကိုပို့သုံးတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကွာတဲ့အပြင်မှာနောက်ထပ်ဘာကွာသေးလဲဆိုတော့ certification ကကြတော့ဒီ independent body တစ်ခုကလာပြီးတော့စစ်ပြီးတော့ဒီဟာကို compliant ဖြစ်လား compliance လုပ်ထားလား conformance ဘယ်လောက်ရှိလဲဒီလောက်ပဲသွားတာ accreditation ကကြတော့ authoritative body ပေါ့နော်ဥပမာမြန်မာမှာဆိုရင်မြန်မာ accreditation body ပေါ့ဥပမာမြန်မာ accreditation body အနေနဲ့ဆိုရင်လည်းသူတို့ကိုယ်တိုင်ကလည်း accredited ဖြစ်ထားဖို့လိုတယ်ဆိုတော့အခုလက်ရှိမှာဆိုရင်မြန်မာ accreditation body က accreditation
သူတို့ကိုယ်တိုင် accreditation ရဖို့အတွက်စူးစမ်းနေသေးတာဖြစ်တဲ့အတွက်သူတို့စစ်လို့မရသေး15189လို့မျိုးအဲ့ဒါကြောင့်ညီမတို့ကမြန်မာနိုင်ငံမှာဆိုရင်အခုချိန်ထိ15189ယူချင်ရင်ထိုင်းသို့မဟုတ်အိန္ဒိယအစရှိသဖြင့်ပေါ့နော်တခြားနိုင်ငံရဲ့ authoritative body ကိုညီမတို့ကဆက်သွယ်ပြီးတော့လာပြီးတော့စစ်ခိုင်းရတယ်အဲ့ဒါလေးကိုမရောစေချင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဲ့နှစ်ခုက certification နဲ့ accreditation ဆိုပြီးတော့ကွာပါတယ်ဆိုတော့ဒီမှာ certification body ကလာစစ်မယ်ဒါ accreditation body ကလာစစ်တယ်ပေါ့နော်ပြီးရင်ညီမတို့မြန်မာနိုင်ငံတစ်ခါတလေကျရင်စကားလုံးသုံးလုံးနည်းနည်းမှားဝါးပြီးတော့သုံးတက်လေးရှိတယ်ပေါ့နော်9001လိုမျိုးဆိုရင်ညီမတို့ကလာစစ်ရင် audit လာစစ်တယ်လို့ပဲခေါ်တာပေါ့နော်ညီမတို့15189ဆိုရင်ဒါ audit လာစစ်တာမဟုတ်ဘူး assessment လာတာပေါ့နော် assessor တွေအနေနဲ့လာတာဟိုဟာကျတော့ auditor လေးလာတာအဲ့လိုပုံစံမျိုးကွာပါတယ် auditor ဆိုတဲ့အတုံးအနှုံဒီမှာ assessor ဆိုတဲ့အတုံးအနှုံပေါ့နော်ပြီးသွားရင်ဒီမှာ9001ရတော့တဲ့ lab ကိုကျတော့ညီမတို့က certified lab လို့ခေါ်ပြီးတော့15189ရတဲ့ lab ဆိုရင်တော့ accredited lab လို့ခေါ်တယ်ပေါ့နော်ဒီမှာတော့ conformance ဖြစ်တဲ့ competence ဖြစ်တဲ့ဆိုတဲ့ဒီစကားလုံးအတုံးနှုံလေးတွေကနည်းနည်းလေးကွာတယ်ပေါ့နော်ဟိုမအနေနဲ့ personally လို့ပြောမယ်ဆိုရင်တော့ဒီအတုံးအနှုံနည်းနည်းလေး sensitive ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့15189ရထားတဲ့ lab တွေအနေနဲ့ဆိုရင် certified lab လို့သုံးရင်ကျွန်မတိတ်မကြိုက်ချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုထုတ်ပေးဒါကိုအားထုတ်လိုက်ရတဲ့အားထုတ်မှုတွေအရန်များတယ်အဲ့ဒီအတွက်ကြောင့်ဒီ lab က accredited lab လို့ပြောဖို့ထိုက်တန်တယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဆိုတော့အဲ့တော့မတို့ကဒီ lab တွေနဲ့ဆိုပြန်စဉ်းစားမယ်ဆိုရင်တော့15189တော့ medical lab ကိုပဲစဉ်းစားမယ်ဆိုရင်ပေါ့နော်တခြား testing lab တွေဆိုရင်တော့7225ရှိမယ်အဲ့တော့မှမဟုတ်ဘူးကျမတို့ကတော့ကျွန်တော်တို့ကတော့ lab အနေနဲ့ယူကျင်တာမဟုတ်ဘူးဆေးရုံတစ်ရုံလုံးအနေနဲ့ယူကျင်တဲ့ဆေးခန်းတစ်ခန်းလုံးအနေနဲ့ယူကျင်တဲ့ဆိုရင်တော့9001ယူလေးရှိကြတယ်ယူလို့ရလားဆိုရပါတယ်ဘာလို့လဲဆိုတော့ခုနကတော့ပြောထားသလိုမျိုးပဲမြန်မာနိုင်ငံမှာက laws and regulation တွေအနေနဲ့တီးတန်ဒီသတ်မှတ်ထားခြင်းမရှိသေးတာဖြစ်တဲ့အတွက် ISO ပဲရယုံဆိုရင်စိုက်တဲ့ ISO ကိုယူထားလို့ရပါတယ်ရှင်ဆိုတော့ specifically အကြောင်းကိုဒါလေးကိုဒါ very short to the point လေးမတို့ပြောလိုက်တယ်ပေါ့နော်အဲ့ဆိုတော့ဒီနေ့ပြောမဲ့ခေါင်းစဉ်ကတော့15189နဲ့မဟုတ်ဘူး15190လည်းပါတယ်ဆိုတော့ဒီနှစ်ခုရဲ့ကွာခြားချက်ကပါလဲပေါ့ဘာကွာလဲပေါ့ဆိုတော့15189ကကြတော့ဒီသူ့ရဲ့ဒီမှာပါပြီးသား medical laboratories requirement for quality and competence ပေါ့နော်ဒီဘက်မှာကြတော့15190က medical laboratories requirement for safety သူ့ရဲ့ ISO ရဲ့နာမည်နော်နာမည်မှာကိုအရှိမှာကို medical lab ဆိုတဲ့စကားလုံးပါပါဒီမှာလဲ medical lab ဆိုတာပါပါတယ်အဲ့နှစ်ခုကိုမရောစေချင်ဘူးပေါ့နော်အဲ့တော့ဒီမှာကျတော့ quality နဲ့ competence ပါဒီဘက်ကကျတော့15190က safety ပါအဲ့တော့အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာအခုနောက်ပိုင်းမှာရောပေါ့နော်15189ရော15190ကိုပေါင်းယူလာကြတာ quality ရော safety ရောပေါ့နော်ပေါင်းပြီးတော့လဲယူကြသလိုဟိုအရင်တုန်းကကြတော့ဒါ SCC တို့ဗာစင်ကာပူကနေဗာလေယူထားတဲ့ချိန်တုန်းကကြတော့15189ပဲယူကြတာရှိတယ်ပေါ့နော်အဲ့တော့15189ရော15190ကိုဘာလို့ယူလာကြလဲဆိုတဲ့ဟာနောက်ပိုင်းမှာညီမတစ်ချက်လေးနည်းနည်းလေးပြန်ချိတ်ပြောမယ်အဲ့တော့အချိတ်မပြောခင်မှာဒီ ISO 15189မှာဆိုရင်ဘာလေးပါလဲပေါ့သူ့ရဲ့ requirement မှာဆိုရင်ဒီ general requirements 4ပါမယ်ပြီးရင် structural နဲ့ governance requirement ပါမယ် resource requirements ပါမယ် process requirements ပါမယ် management system requirements ဆိုပြီးတော့ requirements 5ခုပါတယ်ဒါက15189နဲ့ပတ်သက်တဲ့ဟာအဲ့တော့15190ကကျတော့ requirements ကြီးပဲ19ခုပါတယ်ခုနတော့ဟာက5ခုပဲเนาะ4 5 6 8 5ခုပဲပါတယ်15190ကကြတော့ဒီ4ကနေပြီးတော့19ဒီဆိုတော့ဘယ်နှခုပါသွားမလဲ16ခုပါမှာပေါ့အဲ့တော့သူ့စီမှာဆိုရင်လည်းညီမတို့ကဒီမှာ designing for safety ပါမယ် safety management programs ပြီးရင် hazard identification and risk assessment biosafety ရော biosecurity hazards chemical hazard physical hazard ERP ပေါ့နော်emergency preparedness and response ပါမယ် fire safety ပါမယ် laboratory ergonomics ပါမယ် safety equipment safety ပါမယ်ပြီးရင် safe personal work practices တွေပါမယ် personal protective equipment တွေပါမယ် transport of samples and hazardous material ပြီးရင် waste disposal housekeeping practices incidents injury accidents and occupational illnesses
အဲ့ဒါလေးပါပါတယ်ဆိုတော့ဒီ15190ကိုညီမတို့ကဘယ်လိုမျိုးနဲ့အပိုင်းလေးတွေနဲ့ပြန်ပြီးတော့မခွဲခင်မှာဒီချက်ပြန်ကြည့်လိုက်မယ်ဆိုရင်15189မှာတော့က clause 6.3ပေါ့နော်အဓိကဒီ clause 6ကကြတော့ resource requirement ထဲမှာ resource requirement မှာဆိုရင်လူတွေပါမယ်စက်တွေပါမယ်ပြီးရင်ဒီ facilities တွေပါမယ်ပြီးတော့ရင်ဒီ reagents တွေပါမယ်ပြီး external provided products and services တွေပါတယ်အဲ့ထဲမှာ6.3 clause ကကြတော့ facilities နဲ့ environmental conditions မှာသူကိုယ်တိုင်ကဘာပြောထားလဲဆိုတော့ဒီမှာ note 1မှာသူက15190က provides details for facility and environmental conditions ဆိုပြီးတော့ပါတယ်အဲ့ဒါကြောင့်ညီမတို့ကတကယ်ဒီ6.3ကလေဒီတပိုက်ရနောက်ထပ်6.3.2မှာတပိုက်ရနှစ်ပိုက်လေးပဲပါတာဒီ ISO clause ဒီ ISO 151နဲ့တအုပ်လုံးမှာဒီ clause အနေနဲ့ကပိုက်ကလေးနှစ်ပိုက်လောက်ပဲပါတယ်အပိုက်ခွဲနှစ်ပိုက်ပဲပါတယ်ပြီးတော့ရင်သူက15190သူကသွားညွှန်းလိုက်တာအဲ့ဒါကြောင့်ညီမတို့ကခုနကတော့ပြောလိုက်တယ်15190မှာပါတယ် clause 4ကနေပြီးတော့ clause 19ထိညီမတို့ကပြန်လိုက်လုပ်ပေးရတယ်အကုန်လုံးနှီးပါပြန်လိုက်လုပ်ပေးရတယ်ဆိုတော့အဲ့ဒါကြောင့်15189ရော15190ရောနှစ်ခုပေါင်းယူကြတယ်ပေါ့နော်အဲ့တော့15190ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ခုနကတော့ clause 4ကနေ19မှာညီမတို့ပြန်ခွဲလိုက်မယ်ဆိုရင်အပိုင်းအနေနဲ့ပေါ့နော်အုပ်စုလိုက်အနေနဲ့ဆိုရင် structure နဲ့ပတ်သက်ပြီးတော့သူပြောထားတာလေးရှိမယ် personnel နဲ့ပတ်သက်ပြီးတော့ပြောထားတာလေးရှိမယ်safety management နဲ့ပတ်သက်ပြောထားတာလေးရှိမယ် hazards နဲ့ပတ်သက်ပြီးတော့ပြောထားတာလေးရှိအဲ့ဒါဟာတွေကိုညီမတို့ကအကုန်လုံးလိုက်လုပ်ပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာနဲ့ပြန်သွားချိတ်လဲဆိုတော့15189ရဲ့ clause 6.3နဲ့ပြန်သွားချိတ်တယ်အဲ့တော့အဲ့ဒီနှစ်ခုကပြောရမယ်ဆိုရင်inter တော့ဟိုလိုမျိုးပေါ့နော် completely relate ဖြစ်တာတော့15189မှာရှိနေတဲ့6.3က15190တခုလုံးနဲ့တွားပြီးတော့ချိတ်နေတာပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိပါတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာပေါ့နော်လက်ရှိအနေနဲ့ဆိုရင် as of today ပေါ့နော် as of today အနေနဲ့ဆိုရင်ညီမတို့တနိုင်ငံလုံးเนาะတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် ISO 15189 15190ပေါ့เนาะ15189 15190ဆိုတဲ့နေရာမှာဒီမှာစကားတစ်ချက်ခံကျင်သေးတယ်ဟိုရှိဟိုအရှိပိုင်းပေါ့เนาะပြောမယ်ဆိုမြန်မာနိုင်ငံမှာဆိုရင်ပထမဆုံးတော့ယူတဲ့ဓာတ်ခွဲခန်းကအာရှတုံဝင်တင်တယ်ဒါညီမတိတလောက်ပေါ့เนาะအာရှတုံဝင်ဖြစ်လိမ့်မယ်အာရှတုံဝင်2018ကလေးရထားတာအာရှတုံဝင်မြန်မာနိုင်ငံမှာပထမဆုံးတော့ဒါတက်ခွဲကမ်းပေါ့နော်နီနီနဲ့အာရှတုံဝင်နဲ့ကတော့ဘယ်လောက်กว่าလဲတော့ညီမအဲ့တော့မသိဘူးပေါ့နော်တီးတလောက်ကတော့အာရှတုံဝင်2018ကထင်တယ် right lab က2019ကရထားပါတော့အဲ့တော့နီနီသို့မဟုတ်အာရှတုံဝင်ဖြစ်လိမ့်မယ်အဲ့ဒီတချို့ lab တွေကြတော့15189ပဲရထားတာရှိသေးတယ်15190ကိုမယူသေးဘူးပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာယူလာတဲ့ lab တွေမှာဆိုရင်တော့15189ရော15190ကိုရောပေါင်းပြီးတော့ယူကြတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်မြန်မာနိုင်ငံမှာတနိုင်ငံလုံးအနေနဲ့ဆိုရင်15189 15190ပေါ့နော်ရထားတဲ့ဓာတ်ခွဲခန်းအနေနဲ့ဆိုရင်အခုချိန်ထိ9ခုပဲရှိပါသေးတယ်ရှင်စူးစမ်းနေတဲ့ဓာတ်ခွဲခန်းလေးအများကြီးရှိနိုင်သေးတယ်အခုချိန်ထိရထားပြီးသားဓာတ်ခွဲခန်းဆိုရင်တော့9ခုပဲရှိပါသေးတယ်ရှင်ဆိုတော့အဲ့မှာဒီနှစ်ခုကိုရှင်ပြီးပြရမယ်ဆိုရင်ဒီမှာဆိုရင် तू က15189အတွက်ဆိုရင် तू ဒီမှာပါပါတယ် medical laboratory အတွက်ဒါ15189 2022အတွက်ပါပြီးရင် तू မှာဘာပါလဲဆိုတော့ listed in the scope within the field of medical lab ဆိုတာပါတယ်သူ့ရဲ့အနောက်မှာ attach file တစ် file အနေနဲ့ what scope ကိုပဲ तू က15189ရထားပါတယ်ဆိုတဲ့ဟာလေးပါပါမယ်ဒီဟာကကျတော့15190ကကျတော့ဒီဓာတ်ခွဲခန်းကြီးအနေနဲ့ ISO 15190ကို accredited ရထားပါတယ်ဒီအဲ့ဒါကြောင့်သူက has been accepted as an accredited laboratory လို့ပါပါတယ်เนาะအဲ့တော့ certify ဆိုတဲ့စကားလုံးအစားပေါ့เนาะaccreditation number အနေနဲ့လည်းသူထုတ်ပေးထားတာရှိတယ်ဒါ time အနေနဲ့ကကြတော့သူတို့က4နှစ်ရတယ်ပေါ့နော်ဒီဟာဆိုရင်ပြီးခဲ့တဲ့အပတ်ကမှရထားတဲ့ဓာတ်ခွဲခန်းမှာပေါ့နော်ဒါ2026 May 19ကမှသူရထားတဲ့ဓာတ်ခွဲခန်းမှာတော်တော်လေး freshly updated very updated information လို့ပြောလို့ရပါတယ်
ဆိုတော့အဲ့လိုမျိုးတွေဒါမြန်မာနိုင်ငံမှာနောက်ပိုင်းမှာဆိုရင်အဲ့လိုမျိုးပြန်စဉ်းစားလိုက်မယ်ဆိုရင် accredited တာရထားတဲ့ဓာတ်ခွဲခန်းဆိုရင်တော့9001 certified lab နဲ့ကတော့ရှင်လို့မရတော့ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာနောက်ထပ်တစ်ခုလေးပြောပြချင်သေးတယ်မြန်မာနိုင်ငံမှာ GCI ရထားတဲ့hospital တွေအနေနဲ့ဆိုရင်ရှိပါတယ်ဆိုတော့ခါတလေကျရင်ပြောလေးရှိရပါတော့ဟာကျွန်တော်တို့ကျမတို့ဆေးရုံကကျတော့ GCI ရထားပြီးသား patient safety ကိုဦးစားပေးထားပြီးသားအဲ့တော့ ISO 15189မယူစရာမလိုတော့ဘူးကိုထင်ကြတယ်ပေါ့နော်ဆိုတော့အဲ့မှာပဲအဲ့ဆေးရုံတရုံကကျမတို့ပြန်ပြီးတော့ sharing ပြန်လုပ်တာပါသူတို့ GCI လာပြီးတော့စစ်ခံတဲ့ဒီမှာပဲတဲ့အဲ့စစ်နေတဲ့အချိန်မှာပဲအဲ့ SSR ကမေးပါတယ်တဲ့ဓာတ်ခွဲခန်းအနေနဲ့15189ရထားပြီးသားလားဆိုပြီးတော့မေးတယ်တဲ့ဆိုတဲ့အခါကျမှသူတို့ကအဲ့မှာလိုအပ်လားဆိုပြီးတော့မေးတဲ့ခါကျမှအဲ့မှာသူတို့ကပြောတယ်ဆိုင်ဘာမှဟိုပါနော်လိုအပ်တာပေါ့နော်ဒါ15189ဆိုတာက medical lab တွေအတွက်ဆိုရင်တော့ဒါ golden standards ပါဒီအဲ့လိုမျိုးရထားတဲ့ဆိုရင်တော့ JCI အနေနဲ့ဆိုရင် very ဟိုပါနော်support ဖြစ်သွားတယ်ပေါ့နော်ပြီးတော့ရင်အဲ့အတွက်ကိုဒါဒီနှစ်ခုကပြောမယ်ဆို interrelate ဖြစ်တာပဲရှိရပေါ့နော်နောက်ဒီတစ်ခုရထားတာမို့လို့ဒီဟာမယူရတော့ဘူးလို့မဆိုင်ဘူးပေါ့ဆိုပြီးတော့ရှင်းတဲ့အခါကျမှအဲ့ဒီဆေးရုံအနေနဲ့လည်းပဲ ISO 15189ယူဖို့သူတို့try ကြတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ဒီမေလအတွင်းမှာပဲအဲ့ဆေးရုံက accreditation အတွက်ပေါ့နော် assessment လာပြီးတော့စစ်ထားပြီးသွားပါပြီစစ်ခံပြီးပြီပေါ့နော်ဆိုတော့နောက်3လလောက်ဆိုရင်တော့ဒါရပြီပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရပါတယ်ဆိုတော့အဲ့ဒါကြောင့်ညီမတို့ကဒါဒီ ISO 15189ဆိုတာကဆေးရုံပဲဖြစ်ဖြစ်ဆေးကန်းပဲဖြစ်ဖြစ် medical lab ကိုပဲသူကကိုစားပြုလာပါဒီဆေးရုံဒီဆေးကန်းရဲ့ medical lab ကိုပဲကိုစားပြုလာပါဒီမှာဆိုရင်လည်းအဲ့လိုပါပါတယ်ဘယ်ဆေးရုံရဲ့ medical lab ဆိုတာဟာပါပါတယ်ဆေးရုံတစ်ရုံလုံးအနေနဲ့ပေးတာတော့မဟုတ်ဘူး medical lab ကိုပေးတယ်အဲ့တော့အဲ့ဆေးရုံအနေနဲ့ကဘာလက်မှတ်ကြီးပဲရထားသည်ဖြစ်စေမရထားသည်ဖြစ်စေဘာမှမဆိုင်ဘူးပေါ့နော်coverအနည်းအကျဉ်းတစ်ခုအနေနဲ့ပဲ cover ဖြစ်မှာပဲရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါဟာလေးတစ်ချက်ကိုsharing လုပ်တာပါဆိုတော့ညီမတို့ကအခုဒီမှာ ISO 15189နဲ့15190နဲ့ညီမနည်းနည်းလေးပြောသွားပြီးပြီဆိုတော့ ISO 15189ကကြတော့ဘာဖြစ်လို့เนาะညီမတို့က9001နဲ့15189နဲ့ဒီဟိုပါเนาะရှင်ပြီးတော့ပြောတဲ့အချိန်မှာဆို15189ကပို့တာဝါလဲပေါ့ဆိုတော့15189ရဲ့ဒီmedical lab အတွက်မှာဆို medical lab ရဲ့ part of workflow က pre examination ရှိမယ် examination phase ရှိမယ် post examination phase ရှိမယ်အဲ့တော့ pre analytical post analytical result တစ်ခုရဖို့ patient တစ်ယောက်ဝင်လာပြီနောက်ဆုံးအဲ့ဒီ patient ကို result တစ်ခုပေးဖို့အတွက်ဆိုရင်ဒီအဆင့်တွေအကုန်ပါနိုင်တယ်အဲ့ဒီအဆင့်တွေအကုန်ပါရမယ်ဆိုတဲ့ဟာကိုတကယ်ပို့ဝင်လည်းနဲ့ပြန်ကြည့်9001ရထားပြီးသားဓာတ်ခွဲခန်းတွေ9001ရထားပြီးသားဆေးခန်းတွေဒီမှာအကုန်ပါလိမ့်မယ်တွားကြည့်ပါ9001ရဲ့ back clause မှာဒီအကြောင်းလေးကိုတိတိပပပြောထားတာရှိတယ် back clause မှာပြောထားတာမရှိပါဘူးရှင်9001က management ကိုပဲတွားတာဖြစ်တဲ့အတွက်သူ့ရဲ့ operational process မှာကိုဟာနဲ့ကိုမချိတ်အောင်လိုက်ချိတ်ပြီးတော့လိုက်လုပ်ပေးရတာပဲရှိပါတယ်15189အဲ့လိုမဟုတ်ပါဘူးရှင်15189မှာဆိုရင်ဒီဟာဆိုရင် ISO 15189ရဲ့ clause 7.2မှာဆိုရင် pre-examination process နဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်ရမှာလဲဆိုပြီးတော့တိတိပပပြောပါတယ် general အနေနဲ့ပြောထားတာရှိတယ် patients တွေ users တွေနဲ့ပတ်သက်ပြီးတော့ lab information တွေမှာဘာတွေပါသင့်လဲဆိုတာပြောထားတာရှိတယ် examination အတွက်ဘယ်လို request တွေလုပ်တင်လဲဆိုတာပါဘယ်လောက်ထိလောက်ပါလဲဆိုတော့အခုနောက်ပိုင်း COVID-19 ဖြစ်ပြီးမှထွက်လာတဲ့ version ဖြစ်တဲ့အတွက်အဲ့နောက်ပိုင်းမှာဆိုရင်အရင်တုန်းကညီမတို့ကဘာနဲ့တွားလဲ request တွေမှာဆိုရင်ဒီ request form အနေနဲ့တွားတယ်နောက်ပိုင်းမှာဆိုရင်ခါလေကြရင်ညီမတို့က oral request တွေနဲ့ပါလက်ခံတာလေးမျိုးဆိုရင် oral request လက်ခံရင်ဘယ်လိုပုံစံမျိုးနဲ့လက်ခံပါလဲလက်မခံဘူးဆိုရင်လက်မခံဘူးဆိုတဲ့အကြောင်းတွေပါထည့်ရေးရပါမယ်ဆိုတဲ့ဟာဒီ7.2.3. နောက်ထပ် sub clause မှာထပ်ပါပါတယ်အဲ့လောက်ထိသူ detail ဖြစ်သွားတယ်ပေါ့နော်ပြီးသွားရင် okay request ရလာပြီဆိုရင်ညီမတို့ဘာလုပ်မလဲ sample collect လုပ်မယ် sample collect ပြီးရင်အဲ့ sample ကို transportation မလုပ်ခင်မှာကိုယ့်ရဲ့ဒီ collection center မှာ handling လုပ်တာလေးရှိနိုင်သေးလားဘယ်လို handling လုပ်ရမှာလဲပြီးရင်ဘယ်လို transport လုပ်ရမှာလဲ main lab ကိုရောက်ပြီဆိုရင် sample ကိုဘယ်လို receive လုပ်ရမှာလဲ
ပြီးဆိုတာနဲ့set ထဲကိုတန်းမထည့်ပဲနဲ့ဘယ်လိုပဲ preparation တွေလုပ်ရတာရှိမယ် handling လုပ်ရတာရှိမယ်တခါတလေကျရင် batch alike ညီမတို့စစ်တဲ့ဟာမျိုးဆိုရင် storage အနေနဲ့လုပ်ရတာလေပြင်နိုင်တယ်အဲ့ဒါလေးကစသူတိတိပပပြောထားပါတယ်အဲ့တော့9000ဝန်းမှာတွားရှာကြည့်ပါဘယ်နေရာမှာမှမရှိပါဘူးရှင်เนาะပြီးရင် examination phase မှာဆိုရင်လည်း7.3မှာဆိုရင်လည်းပဲဒီ test တစ်ခုကိုစစ်တော့မယ်ဆိုရင်ဒီ method တစ်ခုကရောဘယ်လောက်ထိ verify လုပ်ထားပြီးပြီလဲဒီ method က validated လုပ်ထားပြီးသားလားမလုပ်သေးဘူး validated ဟို WHO လိုမျိုးတခြား internationally recognized ဖြစ်တဲ့တနေရာမှာvalidated မလုပ်ထားဘူးဆိုရင်ကိုယ့်ရဲ့ in-house method လုပ်တော့မယ်ဆိုရင်ကိုယ့်အနေနဲ့ဘယ်လို validation လုပ်ရမှာလဲအဲ့ဒါလေးပါပါတယ်ပြီးတော့ဒီဘယ်လိုပြောမလဲဒီ examination test တွေမှာဆိုရင် measurement answer တွေနေရှိတယ်အဲ့ဒါကိုဘယ်လို evaluate လုပ်ထားရမှာလဲပြီးတော့ reference intervals တွေ clinical ဒီ decisions တွေကဘယ်လိုယူရမှာလဲဘယ် reference intervals ကိုယူထားတာလဲဒါတွေကအစားပြီးတော့ရင်ဒီ examination ကိုဒီ technologist A နဲ့ technologist B နဲ့စစ်တဲ့အချိန်မှာလူကွဲဝါလို့စစ်နီးကွဲလို့မရပါဘူးအဲ့အတွက်မတို့က documentation တွေကိုဘယ်လိုလုပ်ထားရမှာလဲပြီးသွားတဲ့အခါဆိုရင်ဒီ 7.3.7 မှာဆိုရင်လည်းပဲဒီ result တွေကိုဘယ်လို validate လုပ်မှာလဲreport မလုပ်ခင်เนาะပြီးတဲ့အခါဆိုရင်7.4မှာ post examination process မှာဆိုရင်လည်းပဲဒီ result ကို report လုပ်တော့မယ်ဆိုရင်ဘာတွေလုပ်ရမှာလဲ result report မှာဘယ်လို features တွေပါရမှာလဲပြီးတော့ရင် result report လုပ်တဲ့အချိန်မှာဆိုရင်သူ့ရဲ့ sub clause တွေမှာဘယ်လောက်ထိပါလဲဆိုရင် critical result တွေဆိုရင်ဘယ်လိုလုပ်ရမှာလဲပြီးတော့ရင် result တစ်ခုထုတ်ပေးလိုက်လို့မှားသွားလို့เนาะ patient စီကိုရောက်သွားပြီးမှမှားသွားပြီဆိုရင်ညီမတို့က amend ပြန်လုပ်ရတယ်အဲ့တော့အသစ်တစ်ခုထုတ်ပေးတော့မယ် result ကိုအရင်အဟောင်းမှားသွားရင်အသစ်တစ်ခုထုတ်ပေးမှာဆိုရင်ဘယ်လိုမျိုး amended report ဖြစ်ပါတယ်ဆိုတဲ့ဟာကိုဘယ်လိုမျိုးpatient တွေကို users တွေကိုအသိပေးရမှာလဲဘယ်လို data တွေပါမယ်ဘယ်လိုအချက်တွေပါမှာလဲအဲ့လောက်ထိတိတိပပသူပြောတယ်ပေါ့နော်ပြီးသွားရင်အဲ့ဒါ result တွေပြီးသွားလဲမပြီးသေးဘူးကိုရီစီမှာတင်ထားသေးတယ်လေ sample တွေကို handling လုပ်ထားသေးတယ် post examination handling နေနဲ့ sample တွေကို retention လုပ်ထားတာရှိတယ်အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသတ်မှတ်ရမှာလဲ 7.4.2 မှာပါတယ်ပြီးတော့ရင် sample ကိုနောက်ဆုံးဘယ်လိုပြည့်ရမှာလဲဆိုတဲ့အပိုင်းကပါပါတယ်အဲ့ဒါကြောင့်အရန်ကိုအသေးစိတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ညီမတို့အနေနဲ့ကဒီ ISO 15189လို့သွားရင်ပုံမှန်လင်းနဲ့ပြောရင်ဒီ consultant အနေနဲ့ရောပို့လွယ်ကူတယ်ပြီးသွားရင်တကယ် ISO ဆိုတာတဲ့ကိုယ့်ရဲ့ ဓာတ်ခွဲခန်းမှာquality management system တစ်ခုကိုတိဆောက်ခြင်းနဲ့ဓာတ်ခွဲခန်းတွေအနေနဲ့ကလေမဝေဝါးပါဘူးတကယ်ပြောရင်ဒီ clause မှာဒီလိုမျိုးပါထားတာဖြစ်တဲ့အတွက်ဒီအတိုင်းလိုက်လုပ်ပေးရင်ဒါ system တစ်ခုကဒါ ISO ရတာယုံနဲ့ဟိုပါဘောနော်အကျိုးကျေးဇူးအနေနဲ့ကပို့ပြီးတော့တိတိပပအကျိုးကျေးဇူးရပါတယ်9001ကိုသွားမဲ့ခါမျိုးကြတော့ operation မှာလေသွားဖတ်ကြည့်ပါ medical အတွက်သူကမပါဘူး medical အတွက်မပါဘူးလားဆိုတော့ तू ကဘာဖြစ်လို့လဲဆိုတော့တကယ်က9001ရဲ့ဟိုးအရှိဆုံး introduction မှာရေးထားတာရှိတယ် तू က regardless of services regardless of its type size services organization အဲ့တော့ပြောမှဆိုရေတန့်လုပ်ငန်းတွေအနေနဲ့လည်း9001ယူလို့ရတယ်အိမ်ချမ်းတွေလည်းယူကြတာရှိတယ်medical lab ဆိုရင်လည်းပဲသေးလည်းရတယ်ပြီးရင်clinics အနေနဲ့ဆိုရင်လည်းရတယ် hospitals အနေနဲ့ဆိုရင်လည်းရတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ကြောင့်ဒါပုံမှန်လင်းပြောမယ်ဆိုရင်ညီမအနေနဲ့က medical lab ဆိုရင်တော့1519တာယူချလိုက်နော်ဆေးရုံဆေးကန်းတွေအနေနဲ့ဆိုရင်တော့ဆေးကန်းအနေနဲ့ကတော့မရှိသေးဘူးလို့ပဲပြောရမှာပေါ့နော်ဆေးရုံအနေနဲ့ဆိုရင်တော့ JCIUNU အခုနောက်ပိုင်းမှာAmerican ကနေပြီးတော့ American ဟိုပါAACI ဆိုပြီးတော့အဲ့ဒီဟာ accreditation ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒါကကြတော့ technical အပိုင်းပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေတော့တိတိပပကွာပါတဲ့အပြင်မှာနောက်ပိုင်းမှာဆိုရင်လည်းပဲ15189မှာဆိုရင် तू ကဘာလေးပါလဲဆိုတော့ risk တွေပါတယ် risk တွေဆိုရင်လည်းပဲ तू ကဘာပါလဲ patient care အတွက် patient တွေကိုဘယ်လိုမျိုး harm ဖြစ်နိုင်တဲ့ risk တွေကိုတွက်ပါပြီးတော့ patient care ကို improve ဖြစ်ဖို့အတွက် opportunities တွေကိုတွက်ပါပြီးတော့ risk တွက်တော့မယ်ဟေ့ဆိုရင်တခြားဒီမှာ clause တွေမှာဆိုရင်လည်းပဲတကယ်ဒီမှာ risk တွက်တဲ့အခါမှာဒါလေးပါထပ်တွက်ရမယ်ဆိုပြီးတော့ဒီသက်ဆိုင်ရာ clause တွေမှာ तू ထည့်ရေးထားပေးတယ်risk ကိုလည်းပဲ तू တော်တော်ကြီးကိုဒါ
ဘယ်လိုပြောမလဲ emphasize လုပ်လာတယ် focus လုပ်လာတယ် risk တော်မယ်ဟေ့ဆိုရင်လည်းပဲသူကဒီမှာဘာပြောထားလဲဒီ medical lab တွေ address ဆိုရင်22367ကိုကြည့်ပါပြီးရင်တခြား medical တွေမဆိုင်ဘူးဆိုရင်လည်းပဲဒါ laboratory bio risk management နဲ့ပတ်သက်ရင်35001ကိုကြည့်ပါဆိုပြီးတော့ဒါသူ refer လုပ်ထားတာတွေလည်းရှိတယ်အဲ့တော့ဒါခုနတုန်းကဆိုရင်ဒါပြောတဲ့ဟာလေးပေါ့နော်ဒါ collection အပိုင်းဆိုရင်ဒါ6.3.5မှာဆိုရင်လည်းပဲသူဒီမှာသူ collection မှာဆိုရင်လည်းသူပြောတယ် collection နဲ့ပတ်သက်ပြီးတော့20658ကို refer လုပ်ထားပါအဲ့လိုမျိုးလေးပါတယ်ပြီးတော့ရင်ဒီ post examination ဒါ critical ခုနကတော့ငါပြောလိုက်တဲ့အထက်မှာပါတယ် critical result မှာဆိုရင်သူကဘာပြောလဲ critical result ဖြစ်ပြီးဆိုရင် users တွေသို့မဟုတ် authorized person ကို as soon as relevant မှာ notify လုပ်ပေးရမယ်ဒီမှာဘာပါလဲ B မှာပါတယ် action taken ကို documented လုပ်ပေးရမယ်ဘယ်လိုလဲဆိုရင် including time ဘယ် date ဘယ်နေ့ကဘယ်အချိန်မှာဘယ်သူကဘယ်သူကိုเนาะပြီးတော့ရင်ဘယ်လို result ကို convey လုပ်လိုက်တယ်အဲ့ result ကaccuracy ဖြစ်ကြောင်းကိုဘယ်လို verify လုပ်တယ်ဒီ verification ဆိုတဲ့သဘောကပုံမှန်အားဖြင့်ကညီမတို့ဒါပါတော့ညီမရဲ့ဖုန်းနံပါတ်ကိုညီမပြောမယ်0883354113ပါရှင်ဆိုပြီးပြောလိုက်ပြီးတဲ့အခါကျရင်ဟိုဘက်ကလိုက်ရေးတဲ့အခါဆိုရင်အဲ့ဆိုရင်ပြန်ပြီးတော့ဖုန်းနံပါတ်ကလေးကိုပြန်ပြောပေးပါရှင်အဲ့တော့အဲ့ဒါဆိုဟိုဘက်က0883354113အော်ဟုတ်ပြီမှန်တယ်တကယ်လို့ तू 35414ဆိုအောင်မဟုတ်ဘူးရှင်35414မဟုတ်ပါဘူး35413ပါဆိုပြီးတော့ verification ပြန်လုပ်ပေးရတဲ့သဘောပေါ့နော် accuracy ကိုပြီးတော့ရင်တကယ်လို့ခါလေကြရင်ကိုကဒီဖုန်းနံပါတ်တစ်ခုဥမာစေးရုံကြတော့တိတ်ပြဿနာမရှိဘူးဝါထဲကဆက်တယ်ဆိုရင်ဆက်လို့မရရင်ပါတီးတက်ပြောလိုက်လို့ရတယ်အဲ့မဲ့တခြား outpatient လို့ပုံစံမျိုးပေါ့နော်ပြီးတော့တခြားဒီ refer အနေနဲ့လာတာမျိုးဆိုရင်ဖုန်းနံပါတ်တစ်လုံးတောင်းဖို့ကလိုအပ်လားတစ်လုံးတည်းနဲ့လုံလောက်ရဲ့လားနှလုံးတောင်းဖို့လိုမလားဒီတစ်လုံးမရရင်ဒီတစ်လုံးကိုဆက်လို့ရအောင်ဘာလို့လဲဆိုတော့ any difficulties encounter and notification လို့ပါတယ်ခါလေကြရင်ဖုန်းဆက်လို့မရရင်လည်းဘယ်ချိန်တုန်းကတော့ at least ကို try ခဲ့တယ်ဒီမှာ try ခဲ့တယ်ပြီးသွားရင်ဆက်လို့မရလိုက်ဘူးအဲ့ဆက်လို့မရလိုက်ရင်မဟုတ်ဘာပြန်လုပ်ရမလဲနောက်တစ်ချိန်မှာနောက်9မိနစ်တန်တီ7မိနစ်တန်စီ depends on သူ့ရဲ့ critical ပေါ်မှာမူတည်သွားပဲကျမတို့ဘာပြန်လုပ်ပေးရမယ်ပြန်ပြီးတော့ try လုပ်ရမယ်ဥပမာ email နဲ့ပို့တာမျိုးအစရှိတဲ့ဖြင့်ဒါလေးလုံးသမျှဟာအားလုံးကိုဘာလုပ်ထားမလဲ action taken တွေအားလုံးကို documented လုပ်ထားမယ်အဲ့လောက်ထိသူက detail ပါတယ်ပေါ့နော်ဆိုတော့ညီမကဒါညီမအနေနဲ့ဒါ ISO 151891519နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါနည်းနည်းလေး introduction stage အနေနဲ့ပြောလိုက်တာဖြစ်ပါတယ်ဒါ detail သိချင်နေဆိုရင်တော့ဒါညီမရဲ့ဒါ contact ပါ screenshot ရိုက်ယူထားလို့ရပါတယ်ရှင်ညီမတို့အချိန်မီဖုန်းဆက်ဒါပဲဖြစ်ဖြစ် Viber နေပဲဖြစ်ဖြစ်မေးလို့ရပါတယ်ရှင်ဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီမှာလာတက်တဲ့တယောက်ချင်းစီအနေနဲ့ကဘာလေးတွေမေးချင်လဲဖြည့်ပေးဖို့အဆင်သင့်ပါပဲရှင်မိုက်ဖွင့်ပြီးတော့မေးလို့ရတယ်မဟုတ်ရင်လည်းပဲ chat box မှာပေါ့နော် chat box မှာမေးလို့ရပါတယ်ရှင်မေးကြပါဘာလေးတွေမေးချင်လဲမေးချင်တာမေးပါရှင်အဆင်ပြေလားဘာလေးတွေမေးမလဲမိုက်ဖွင့်ပြီးမေးလို့ရတယ်မဟုတ်ရင် chat box ကနေပြီးတော့လဲကိုမေးချင်တယ်မေးခွန်းလေးတွေမေးလို့ရပါတယ်ရှင်ဟုတ်အမဟုတ်ကဲ့ဟယ်လိုပါရှင်ဟုတ်ကဲ့ပြောပါရှင်အဲ့ဒါဆိုဟုတ်ညီမကလေ ISO ယူမယ်ဆိုလို့ရှိရင်ကုန်ကြငွေတွေကဘယ်လောက်ကနေဘယ်လောက်ရှိနိုင်မလဲမသိဘူးเนาะဟုတ်တယ်နော်အဲ့ဒါလေးတစ်ချက်ပြောမယ် okay recording လေးခဏ okay နောက်တစ်ရပါမယ် ISO ယူဖို့ equipment ယူစရာလို့လားဟုတ်ကဲ့ပါရှင်အဲ့ဆိုတော့ဒီမှာတယောက်မေးထားတဲ့ဟာလေးเนาะဟုတ်ကဲ့ကျေးဇူးပါရှင်ဟိုကလေ equipment မဝယ်ခင်ကတည်းက equipment ရွေးဝယ်စရာလိုလားဆိုတော့အဲ့အဖြေကိုဘယ်လိုဖြေရမလဲဆိုတော့ ISO စားယူမယ်ဆိုတဲ့အချိန်မှာဒီမှာရှိနေတဲ့ဆရာတို့ဆရာမတို့အနေနဲ့ကဘာစဉ်းစားဖို့လိုလဲဆိုတော့ ISO 15189ကသူက specific ဖြစ်တယ်
ဘာဆက်နဲ့ဘာ parameters နဲ့ဘယ်သူတွေနဲ့ယူထားလဲဆိုတဲ့ဟာကို तू တိတိပပပြောတယ်ဘာဆက်နဲ့ဘာ parameter ဆိုတဲ့ညီမှာဆက်ကိုတကယ်လို့ကိုယ့်ရဲ့ဓာတ်ခွဲခန်းမှာဒီဥမာ biochemistry အတွက်ဆိုရင်ဆက်တစ်လုံးရှိတယ်ဆိုရင်အဲ့ဆက်နဲ့ဝယ်မှာယူမှာလားတကယ်လို့ဆက်နှလုံးနဲ့ run နေတယ်ဆိုရင်ဆက်နှလုံးစလုံးနဲ့ယူရတယ်ပေါ့နော်အဲ့တော့ backup ဆက်နဲ့ပါယူရတယ်ပေါ့အဲ့ခါကျရင်ပုံမှန်အားဖြင့်ကကြတော့သူကဘယ်ဆက်မှမဖြစ်မနေISO ယူရမယ်ဆိုတဲ့ဟာမရှိဘူးကြိုက်တဲ့ဆက်နဲ့ယူလို့ရတယ်တရုတ်ဆက်နဲ့လည်းယူလို့ရတယ်ဒီတခြားဒီနာမည်ကြီးပေါ့နော်နာမည်ကြီးဆက်တွေနဲ့လည်းယူလို့ရတယ်ပြင်သစ်ဖြစ်ဖြစ်အီတလီဖြစ်ဖြစ်တခြားဘာဖြစ်ဖြစ်ယူလို့ရတယ်အဲ့တော့အဲ့နေရာမှာ equipment မဝယ်ခင်ကတည်းကဆိုတဲ့နေရာမှာနောက်ပိုင်းမှာ ISO ယူဖို့ကိုကရည်ရွယ်ထားတယ်ဆိုရင်တော့ equipment ဝယ်တဲ့အချိန်မှာညီမတို့ကခုနကတော့ပြောသလိုပဲ medical device ဖြစ်တဲ့ဒီ13485ဒါ13485ကသူ accreditation တော့မဟုတ်เนาะသူက certification အမျိုးအစားပါ13485 certification ရထားပြီးသား supplier တွေစီကဝယ်ပါဒါလေးနည်းနည်းလေးပူပြီးအရေးကြီးတယ်တကယ်လို့မဟုတ်ဘူးကိုဝယ်တဲ့ဆက်ကတော့ကိုကဒီဆက်ကိုတော့အရန်ကြိုက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ supplier က13485မရထားသေးဘူးဆိုရင်ညီမတို့က13485ရဲ့ requirements အရာ ISO 15189ရဲ့ requirements အရာတော့ဘာတောင်းဖို့လိုလဲဆိုတော့ equipment release or เนาะ equipment ပဲခေါ် instrument ပဲခေါ်ပေါ့เนาะ instrument release certificate ဆိုပြီးတော့တောင်းဖို့လိုပါတယ်အဓိကဘာလဲဆိုတော့အဲ့ instrument release certificate မှာညီမပြီးခဲ့တဲ့နှစ်ကတော့ညီမတခုပေါ့เนาะအဲ့ဒါ training တခုဖွင့်ပူတာရှိတယ် equipment management training တခုဖွင့်ပူတာရှိတယ်အဲ့ဒီဟာ short တူပိုင်းပြောလိုက်ရမယ်ဆိုရင် instrument release certificate မှာအပိုင်း၃ပိုင်းပါပါတယ်နံပါတ်1က IQ နံပါတ်2က PQ နံပါတ်3က OQ ပေါ့เนาะအဲ့တော့ IQ OQ PQ ပေါ့ညမှာသူကဘာလဲဆိုတော့ IQ ဆိုတဲ့အခါ installation qualification ပါ installation qualification က तू ကဘာလဲဆိုတော့ဒီဆက်တစ်လုံးဝယ်တော့မဝယ်ခင်မှာ तू ကဘာလာကြည့်ရဆိုဒီအခန်းမှာဒီဆက်ထားဖို့အတွက်နေရာအလုံလောက်ရှိလားရေ okay လားမီး okay လားလေ okay လားလေဆိုတဲ့နေရာမှာ temperature humidity ပါမယ်ရေဆိုတာက water conductivity ဘယ်လောက်ရှိရမလဲ filtration စနစ်ကတစ်ဆင့်နဲ့သွားမလားနှစ်ဆင့်နဲ့သွားမှာလားပြီးရင်မီးရောဘယ်လောက်ထိသူ့ရဲ့ stability okay လဲဒါလေးကိုကြည့်ရမယ်ဒါ installation qualification ပါပြီးတော့တဲ့အခါဆိုနောက်တစ်ခုကဒီ operation qualification ပေါ့နော်ပြီးရင် performance qualification ပေါ့အဲ့တော့ဒီ performance qualification ကကြတော့ဒီ operating qualification က operate စလုပ်တော့မယ့်အချိန်မှာပထမဆုံးစပြီးတော့ဆက်စဖွင့်လိုက်တဲ့အချိန်မှာပြောရမယ်ဆိုရင်ညီမတို့ဒီဆက်ကိုစဖွင့်ပြီဆိုတာနဲ့ဒီခလုတ်ကိုနှိပ်လိုက်ရင်ဒီခလုတ်တွေရှိတဲ့မြတ်ခလုတ်တွေအကုန်လုံးအလုပ်လုပ်ရလားပြီးရင် comment ပေးလိုက်ရင် comment ပေးလိုက်တဲ့အတိုင်းအလုပ်စလုပ်ရလားဥပမာ start run ဆိုတာနဲ့ तू က we ဆိုပြီးတော့ run နေပြီလားဒါမျိုးလေးတွေပေါ့နော်ဒါလေးကကြတော့ operation နဲ့ပတ်သက်တဲ့ဟာဥပမာ wish of set ဆိုရင်ညီမတို့ဘာလုပ်ရလဲညီမတို့မှတ်ရဆိုရင်wish of set ဆိုရင်ဒီ drum နဲ့သွားတဲ့ဒီအရှိဘုံပွင့်တဲ့ wish of set ဆိုရင် तू က wish of set ကိုအိမ်လာပို့တဲ့အချိန်မှာ तू ကဘာလုပ်ထားလဲဆိုမူလီတွေနဲ့လုံးဝကြက်ထားတယ် तू ကဘာဖြစ်လို့လဲဆိုတော့ဒီတဲတဲ့အချိန်မှာဒီ drum ကြီးကခြောင်သွားမှာဆိုလို့ तू ကမူလီတွေလုံးဝကြက်ထားတယ်အဲ့ခါကျရင်ဘာလုပ်ရလဲဆိုတော့ install ဆိုတာရေတွေပါအကုန်လုံးအထိုင်ချပြီးသွားတဲ့ခါကျရင်အဲ့ဒီမူလီကို तू ကဖြုတ်လိုက်ရတာဒီဟာကိုမဖြုတ်ဘဲနဲ့ wish of set စလဲလို့မရအောင်ဒါကဘာလဲဆို operation မှာပါသွားတဲ့ requirements တစ်ခုဖြစ်သွားတယ်အဲ့တော့ပြီးသွားတဲ့ခါသူ cloud တွေပါလေးနှိပ်တယ်ပြီးသွားပြီဆိုတဲ့အခါကျမှစပြီးတော့ wish of set စလဲပြီလဲတဲ့အချိန်မှာ तू က1နာရီနဲ့9မိနစ်လို့ပြရတယ်ထားပါတော့အဲ့ခါကျရင်ပထမဆုံးအနေနဲ့တစ်ခေါက်တော့ဒီ1နာရီနဲ့9မိနစ်မှာတကယ်ကော1နာရီနဲ့9မိနစ်သူ့စီမှာပြတဲ့1နာရီနဲ့9မိနစ်ကအပြင်ကနာရီ1နာရီနဲ့9မိနစ်လားဘာဖြစ်လို့လဲဆိုတော့တစ်ခါတလေကျရင်ဖြစ်တဲ့တဲ့ wish of set ပြီးခါနေ12မိနစ်အလိုလောက်မှာतू ကမလဲနိုင်ဘူးဘာလို့လဲရက်နေတာရက်ပြီးတော့အဲ့12မိနစ်ကနေမတက်တော့ဘူးအဲ့လိုပဲလဲနေတာ12မိနစ်ကနောက်မိနစ်20ကြာသွားလဲ12မိနစ်ကနေမတက်တော့ဘူးဒါမျိုးဆိုရင်ခုနကတော့ငါပြောတယ် performance qualification ကြာသွားတာ performance qualification okay မနေဘူးပေါ့နော်ဆိုတဲ့အခါကျရင်ညီမတို့ကအဲ့ဒါကြောင့်ဒီခုနကတော့ဒီ set တစ်လုံးကိုဝယ်ပြီဆိုရင် install သေချာလုပ်ပြီးွားပြီလားပြီး operation မှာတော်တော်လုပ်ပြီးွားရလား performance အနေနဲ့ဆိုရင်တော့ at least ဒီ ISO UMAP parameters အကုန်လုံး10ခုဆိုရင်အဲ့10ခုစလုံးကို at least တစ်ကြိမ်လောက်ကိုတော့သူ့ကို verify ပြောရမယ်ဆိုရင် calibration control လို့ပုံစံမျိုးမဖြစ်မနေလုပ်တင်တာတော့ပေါ့နော်precision accuracy တွေဒါတွေကပြန်တွက်ပေးရတယ်
အဲ့ဒါမှသူကဗာလဲဆိုတော့ဒီ range ကဒီ range အတွင်းဝင်တယ်ဒီအတိုင်းရပါတယ်ဆိုပြီးတော့သွားရတယ်ပေါ့နော်ပြီးတဲ့အခါကျမှညီမတို့က instrument release certificate ဆိုပြီးတော့ထုတ်ပေးရတယ်ဆိုတဲ့အခါကျတော့ဒါကဒီဒီ002မေးတာကျတော့မွဲခင်ကလေးอ่ะပေါ့ခုနောက်ပိုင်းကျတော့ညီမတို့ကဘာဖြစ်ကြလဲဆိုတော့ ISO ကဒီယူတဲ့ခါကျရင်ဓာတ်ခွဲခန်းတော်တော်များများက stable နည်းနည်းလေးဖြစ်သွားပြီးပြီ system တစ်ခုကိုသူတို့ဘာသာအခြေခံလောက်ပြီးဆိုတဲ့ခါကျမှပေါ့နော်ယူဖို့စဉ်းစားကြတယ်ခါကြတော့ဗာလဲဆိုစက်ကသုံးပြီးသားဖြစ်နေပြီအဲ့ဒါကြတော့ညီမတို့ကဘာပြန်လုပ်ပေးရလဲဆို back date နဲ့ပြန်လိုက်တောင်းရတယ်အဲ့ဒါလေးကနည်းနည်းလေးအခက်ခဲရှိနေတယ်ပေါ့နော်ဒါဓာတ်ခွဲခန်းတွေအနေနဲ့အခက်ခဲရှိနေအဲ့ကြောင့်နောက်ပိုင်းဆိုညီမကဒီlab တွေကိုအကြံပေးတဲ့အခါမှာဆိုရင်အသစ်အနေနဲ့စပြီးတော့ instrument တွေရွေးဝယ်ရင်လည်းပဲဒါမျိုးလေးတွေသိချပြောဖြစ်တယ်ပေါ့နော်ဒါ IQ OQ PQ တော့မဖြစ်မနေတောင်းပေးပါတောင်းဖို့လည်းပဲကိုယ့်ဘက်ကဒီ users တွေအနေနဲ့တတိရပါဆိုပြီးတော့ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါရှင်ချားပါမိအောင်မလဲရှင်အမတခုလောက်မင်းချင်လို့ပါသူက ဟုတ် လေ ကဲ့ပါရှင်ဟိုEQA ပါသူကဖြေထားရမယ်လို့ပြောရလေ test တွေကလေ ဟုတ်တယ်အဲ့ခါကျတော့ EQA ကိုဖြေပြီးဆိုရင်ကျမတို့ကinstrument တစ်ခုထည့်ရတယ်လေ instrument တစ်ခုထည့်ရတော့ခုနကပြောရတာကြတော့ကိုက instrument နှစ်ခုနဲ့ run နေဆိုရင်အဲ့နှစ်ခုလုံးကိုဒုတိယတစ်ခုကို backend အနေနဲ့ထည့်ဆိုအဲ့ဒုတိယတစ်ခုကိုပါ EQA ဖြေထားမှာလားရှင်ဟုတ်တယ်Yeah, very good question. Thank you ပါဆိုတော့ EQA ကတကယ်လို့ backup အနေနဲ့ဆိုရင်ဒါ backup set ဖြစ်ပါတယ်ဆိုပြီးတော့ဟိုဘက်ကိုဒါ accreditation လာမေးရင်ပေါ့နော်assessor တွေကိုဒါကိုကစကြတဲ့ကပြောထားလို့ရတယ်အဲ့ခါကျရင် assessor ဘာပြောဘူးလဲဆိုတော့ကိုယ့်ရဲ့ main ဟာနဲ့EQA ကို enroll လုပ်ထားမယ်ဒါပေမဲ့ EQA က sample ပို့တဲ့ချိန်ကျရင်ပို့မယ်မလားပို့တဲ့ဟာနဲ့ကိုက backup set ကိုတဲ့ run လိုက်အဲ့တဲ့ပြီးတော့ရင်ကိုယ့်ရဲ့အဖြေကိုကိုယ့်ဟာနဲ့ကိုသိမ်းထားတဲ့သိမ်းထားပြီးတဲ့ခါကျရင်ဟိုဘက်ကိုပထမ set main set နဲ့ run ထားတဲ့အဖြေနဲ့တင်လိုက်မယ်တင်လိုက်ပြီးတဲ့အခါကျရင်ရလာတဲ့အဖြေကကိုမှပြန်ရောက်လာပြီဆိုရင်ကိုဟာနဲ့ကိုပြန်ပြီးတော့ comparison လို့ပုံစံမျိုးနဲ့ကိုဟာနဲ့ကို analyze data လုပ်ထားပြီးအဲ့ analyze data ကိုပြနိုင်ကြတယ်တဲ့ဆိုတော့ enrollment ကခုနတော့မျိုးပဲတစ်ခုပဲလုပ်ထားပြီးတော့ enroll လုပ်လို့ရတယ်ဒါပေမဲ့ run ရင်တော့နှစ်ခုစလုံး run ပေးရမယ်အဲ့လိုပုံစံမျိုးရလားရှင်ဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်အဲ့တော့အဲ့ EQA နဲ့ပတ်သက်ပြီးတော့လေနောက်တစ်ခုကညီမတို့ကဒီ EQA ကဘာနဲ့ပြန်သွားချိတ်သေးလဲဆိုတော့ indicators နဲ့သွားချိတ်ပါဟုတ်တယ်ဟုတ်ညီမတို့ကဒီ EQA ကတစ်နှစ်ကိုဘယ်လောက် percent ကတော့ EQA burst ဖြစ်ရမယ်ဆိုတဲ့ indicators နဲ့သွားချိတ်တဲ့အခါမှာဆိုရင်လည်းပဲ EQA ကဒီတိုင်းလစဉ်ဘယ်လောက်ထိဝင်နေပြီးသွားရင် at the end of the year မှာဘယ်လောက်ကိုတော့ပေါ့နော်percent ဖြစ်တယ်ဆိုတဲ့ analyzed data လေးလည်းပြနိုင်ပိုကောင်းပါတယ်ရှင်ဟုတ်တခြားပါမိတ်ချင်သေးလဲရှင်မေးပါEQA ရလေဘယ်နှစ်နှစ်ဖြေထားမှာလဲအခု ISO ဝင်လေအခုချက်ချင်း EQA စဖြေမယ်အဲ့လိုမျိုးဆိုရောရလားရှင်ဘယ်နှစ်နှစ်လောက်ဖြေထားမလဲအဲ့လိုရှိလား at least 6လပါရှင်ဟုတ်ကဲ့ပါ6လဟုတ်ကဲ့ EQA ရောပေါ့နော်ပြီးသွားရင် measurement uncertainty ရောဒါကြုံသွားလို့ပါမမေးဘဲနဲ့ဖြေပေးတာဟိုပါပေါ့နော်measurement uncertainty ကိုလည်းပဲသူက cumulative measurement uncertainty အတွက်ပေးဖို့လိုပါတယ်အဲ့ဒီဟာကိုလည်းပဲ6လ data ပြပေးရပါတယ်ရှင်အဲ့တော့ IQC ရောအဲ့တော့ measurement uncertainty အတွက်မှတော့ဒါ IQC က run ပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့ measurement uncertainty EQA အဲ့ data တွေကအနည်းဆုံး6လပို့ပေးရတယ် implementation phase ကကြတော့6လလောက်ကျော်သွားရင်ကိုသူတို့လက်ခံတယ်ရှင်ပုံမှန်တော့တစ်နှစ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်
ဟုတ်အမဟုတ်အဲ့ဒါကဲ့ပါရှင် ဆိုရင်ညီမတို့ကတက်ခွဲခန်းတစ်ခုထောင်ပြီးတော့6လလောက်နေမှISO ယူလို့ရမှာပေါ့နော်ဟုတ်တာပေါ့ဟုတ်တယ်ယူမယ်ဆိုရင်ပေါ့အဲ့ဒါပေမဲ့အခါကျရင် data ကောင်းဖို့လိုသေးတယ်ခါလေကျရင်6လဆိုရင်မဲ့6လ data ကောင်းချင်မှကောင်းတာချက်ချင်းထောင်တဲ့အချိန်မှာဆိုလဲတခုရှိသေးတယ်เนาะပြဒါဟိုတနေ့ကတရေအောင်နဲ့ကြုံရင်းနဲ့ cross ပြန်ပြောရမယ်ဆိုရင်နိုင်ငံတကာရဲ့စံချိန်စံနှုန်းအရဆိုရင်ဓာတ်ခွဲခန်းအသစ်တစ်ခုစပြီးတော့ဆောက်တော့မယ်ဆိုတဲ့အခါမှာရင်ဓာတ်ခွဲခန်းကိုနေရာချဖို့ installation ဘာလို့လုပ်တဲ့ချိန်မှာဆိုရင်ဒီဘယ်လိုခေါ်မလဲဒီဓာတ်ခွဲခန်းရဲ့ဒီဟိုပါနော် preparation step တွေမှာလေဥပမာဒီ tray ဖောက်တာလေးရှိနိုင်တယ်မီးစင်တာရှိနိုင်တယ်ရေးစင်တာရှိအဲ့နေရာတွေအကုန်လုံးဘာတွေထွက်လဲဆိုတော့ဖုံတွေထွက်တာဦးအဲ့ဖုံတွေထွက်တဲ့ချိန်မှာဆိုရင်ဓာတ်ခွဲခန်းစ run ဖို့အတွက်ကိုနိုင်ငံတကာရဲ့သတ်မှတ်ချက်အရဆိုရင်ရက်40တိတိ patient sample ကိုအဖြစ်ထုတ်ပေးလို့မရသေးဘူးရက်40တိတိနိုင်ငံတကာရဲ့သတ်မှတ်ချက်အရရက်40တိတိ patient sample ကိုထုတ်ပေးပဲနဲ့ဒီလေဆိုရင်လေအတိုင်းအဲ့လိုမျိုးပဲဒီ ventilation ပေါ့နော် ventilation ကိုတောက်လျှောက်ဖွင့်ထားပေးရမယ်ပြီးသွားရင်စက်ကိုလည်းပဲနေတိုင်းကျူစီနဲ့တခြား samples တွေနဲ့ဆွဲပေးနေရမှာပြီးသွားပြီဆိုတဲ့အခါကျမှလုံးဝဒီဒီဘယ်လိုခေါ်မလဲဒီဓာတ်ခွဲခန်းထဲမှာလေတွေလုံးဝမရှိတော့ဖုံလုံးဝမရှိတော့လေတန့်သွားပြီပေါ့နော်လေလုံးဝမရှိလို့ဆိုတာညစ်ပတ်တဲ့လေပေါ့နော်ဖုံလုံးဝတန့်သွားပြီဆိုတဲ့အခါကျမှ patient sample ကိုအဲ့တော့အဲ့ရက်40မှာသူကတကယ်ဘာလုပ်ထားမလဲဆိုညီမတို့အနေနဲ့ကထားပါတော့ပထမရက်15ရက်လောက်ကိုကြတော့ဒီတိုင်းနော်ခုနကတော့ဖုံတွေတန့်နေမယ်အကုန်လုံးကိုလုံးဝ deep cleaning နဲ့သွားနေမယ်ပြီးသွားရင်နောက်ပိုင်းမှာဒီ set တွေကို verification ဒီ precision accuracy အဲ့ဒါတွေတို့မှလည်းရမှာပြီးသွားပြီဆိုတဲ့အခါမှာအားလုံး okay ပြီဆိုတဲ့အခါကျမှဒီ sample ကိုဒါ patient sample ကို run ပြီးတော့ result ထုတ်ပေးရတယ်ပေါ့နော်ဒါကနိုင်ငံတကာရဲ့သတ်မှတ်ချက်ပါဒါပေမဲ့ပွင့်လင်းပြမြန်မာနိုင်ငံမှာတော့ဘယ်သူမှတော့အဲ့လိုမျိုးလေးတိုင်းတာလေးမရှိဘူးပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါရှင်ဖျားပါမစ်ချင်လေမေးပါရှင် chat box ကမေးလဲရတယ်နော်မေးမလဲရှင်ဟယ်လိုအမတခုလောက်မေးချင်လို့အမဟုတ်ကဲ့ပါရှင်ဟုတ်အမ E2A ကိုလေအမဟုတ် E2A ကို NHL က E2A တခုပဲ run လို့ရလားဒါမှမဟုတ်ရင်တခြား prevical တို့ဘာလို့ရော run လို့အဆင်ပြေလားဟုတ်ကဲ့ NHL ကကြတော့မဖြစ်မနေ run ပေးရမယ့်အထဲမှာပါသွားတာပါเนาะဘာလို့လဲဆိုတော့ license နဲ့ပတ်သက်ပြီးတော့ဟိုဒါက mandatory ထင်တယ်ပြီးရင် तू က national ရဲ့ EQA program ဖြစ်တဲ့အတွက်မဖြစ်မနေတော့ဝင်ပေးရမယ်ထင်တယ်ဒါပေမဲ့ ISO ယူဖို့အတွက်က NHL က SAM2043 မရထားဘူးရှင်အဲ့ဒါကြောင့် ISO အနေနဲ့ကကြတော့ NHL ရဲ့ data ကသုံးလို့မရဘူးဖြစ်သွားတယ်အဲ့ဆိုရင်တော့ခုနကတော့လည်းမျိုး private လို့တခြား request တို့ဒါတွေကတော့မဖြစ်မနေယူပေးရမှာဖြစ်သွားတယ်ရှင် private တို့ request တို့ကကြတော့ SAM2043 ရထားပြီးသားဖြစ်သွားတာဖြစ်တဲ့အတွက်အဲ့ဒါကယူပေးရပါမယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်ISO email lab ကိုအနေနဲ့အခန်းပွဲစီပုံအောက်ခင်ရေးလိုက်မေးလိုက်ပြင်ဆင်စရာလိုလားဆိုတော့လိုပါတယ်ရှင်လိုတယ်ဆိုတဲ့ဟာမှာကြတော့လေခုနတုန်းကပြောလိုက်တဲ့ ISO 15190ပေါ့နော် ISO 15190ပါဒါတွေအကုန်ပြန်ပါသွားတယ်အခန်းဖွဲ့စည်းပုံအနေနဲ့ကကြတော့ဒါကပေါ့နော်short to the point ပြောရမယ်ဆိုရင်ဓာတ်ခွဲခန်းကသူက primary exit secondary exit ရှိရတယ်
ဒါက main အချက်ပေါ့နော်အခုလက်ရှိမှာဆိုရင်လည်းပဲအဲ့ဒီဟာနဲ့တိုင်ပတ်တဲ့ဓာတ်ခွဲခန်းလေးရှိတယ်ပေါ့နော်ဘလောက်ပဲဓာတ်ခွဲခန်းကြီးသွားအဲ့ဒီဟာလေးနည်းနည်းပြဿနာတက်တာမျိုးတွေရှိရပေါ့နော်အဲ့တော့ဒါလေးရှိရတယ်ပြီးတော့ရင်တကယ်လို့ပေါ့နော်ဒီသူ့ရဲ့ feasibility ပေါ့ဥပမာmicro ရော biochemistry ရောပြီးတော့ hemato ရော histo ရောအဲ့ဒီဟာလေးကတစ်ခန်းထဲမှာလည်းတော့မရဘူးပေါ့နော်အဲ့တော့သူနဲ့သက်ဆိုင်တဲ့အခန်း separated အခန်းလေးတွေရှိတင်တယ်ပြီးတော့အခန်းမှာကြတော့ဒီ room temperature နဲ့ humidity သတ်မှတ်ချက်တွေရှိပါတယ်ပြီးတော့ရေလိုင်းပေါ့နော်ရေလိုင်းနဲ့ပတ်သက်ရင်တော့ဒါက2လိုင်းရှိမှာပေါ့ရေအတန့်ပေါ့နော်ဒါစက်တွေအတွက်သုံးမဲ့ရေကဒါ deionized water ဖြစ်ရတယ်ပေါ့နော်အဲ့ညမှာစက်တွေရဲ့ manual ကိုပြန်သွားကြည့်ရပါမယ်စက်တွေရဲ့ manual မှာက water conductivity ဘယ်လောက်မဖြစ်မနေရှိရမယ်ဆိုတာပါတယ်ဒါက biochemistry အတွက်ပေါ့နော်water conductivity သူက less than 1 microsecond per centimeter လားမသိဘူးအဲ့ဒီဟာရှိရမယ်ဆိုရင်အဲ့မှာ water conductivity ကိုမဖြစ်မနေဒါ water conductivity တိုင်းနဲ့စက်ကလေးနဲ့ဒီ portable ပဲရတယ်အဲ့ဒါဟာလေးနဲ့တိုင်းပေးရတယ်ပေါ့နော်အမြဲတမ်းပြီးတော့ရင်လိုအပ်ရင် filter လေးလဲပေးရမယ်ဒါကရေတန့်လိုင်းပေါ့ပြီးတော့ waste အလိုင်းပေါ့ waste နဲ့ကကြတော့ညီမတို့က waste ထွက်တဲ့အပိုက်လိုင်းပေါ့နော်အဲ့ဒီဟာမှာဆိုရင်လည်းပဲ waste ကကြတော့ရေ liquid waste လည်းထွက်နိုင်တယ် solid waste လည်းထွက်နိုင်တယ်အဲ့ဒီအတွက် liquid waste နဲ့ပတ်သက်ရင် liquid waste နဲ့ပတ်သက်ပြီးတော့ညီမတို့အနေနဲ့ကဒါ waste liquid waste treatment လုပ်ပေးဖို့လိုပါတယ်မီးလိုင်းကကြတော့ဒါကထုံးစံအတိုင်းပေါ့နော်မီးကကြတော့ဒါစက်တွေက very sensitive ဖြစ်တယ်အခါကျရင်ဒီစက်ပေါ်မှာမူတည်သွားပြီးတော့ဒီစက်ကဘလောက်ထိသူမီးပြတ်တယ်ဆိုတာက UPS ပေါ့နော် UPS ကခါကျရင်တချို့စက်တွေဆိုရှိတယ်သူက millisecond ထိပါသူပြတ်ချလို့မရတာမျိုးတွေရှိတယ်အခါကျရင် UPS နဲ့ဒီမီးချိန်မဲ့ဟာနဲ့ဒါကိုတော့ပြန်ပြီးတော့တွက်တယ်ညီမကိုယ်တိုင်ကတော့ဒါဟိုဟာengineer မဟုတ်တဲ့အတွက် engineer terms တွေနေနဲ့တော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့သူကစက်ကိုမှ UPS ကလည်း UPS အမျိုးအစားတွေရှိနိုင်တယ်လေဒီဘလောက် millisecond အတွင်းမှာပဲဘလောက် millisecond အတွင်းထိဒါ UPS ကမီးမပြတ်အောင်ချိတ်ပေးနိုင်တာလဲဒါမျိုးလေးတွေကိုကျွန်တော်တို့ကတစ်ချက်သိရမယ်ပေါ့နော်ဆိုတော့ဒါမီးလိုင်းအတွက်ပြီးသွားရင်နောက်တစ်ခုကကြတော့ဒါဒီဓာတ်ခွဲခန်းတွေမှာဆိုရင်သူက decoration တွေလုပ်လို့မရဘူးပေါ့နော်မီးတွေအနေနဲ့ကဥပမာဒါမီးဆိုင်တွေပါတွေလောက်တာမျိုးပြီးသွားရင်နောက်တစ်ခုကဘယ်လိုခေါ်မလဲဟိုဟာလေတကြံတို့သတင်းကျွတ်တို့လိုပုံစံမျိုးလေးတွေလေဟို fancy မီးလုံးတွေပါလေဒါလေးတွေလုပ်လို့မရဘူး extension လုံးဝသုံးလို့မရဘူးအဲ့ဒါကြောင့်ဓာတ်ခွဲခန်းအသစ်တစ်ခုစောက်ကြတဲ့ကညီမအများတိုင်းပြောလို့ရှိတယ်7လုံးဆိုရင်အနည်းဆုံးတော့မီးပွိုင်3ခုထားပါလို့ဘာလို့လဲဆိုတော့နောက်ပိုင်းမှာ LIS တွေလောက်လာမဲ့ဟာလေးရှိနိုင်တယ် printer လေးနဲ့ချိန်မှာရှိနိုင်တယ် UPS နဲ့ချိန်မှာလေးရှိနိုင်တယ်အဲ့တော့7လုံးဆိုရင်ဒါအနည်းဆုံးမီးပွိုင်3ပွိုင်ထားပါလို့ပြီးတဲ့အခါကျမှကိုယ့်ရဲ့ဓာတ်ခွဲခန်းမှာဒီအခန်းကို15လုံးထည့်မယ်ဆိုရင်15ပွိုင်ပဲမထားနဲ့buffer အနေနဲ့နောက်ထပ်ဘယ်လောက်ရာခိုင်နှုန်းလောက်ထပ်ထည့်မယ်အဲ့လိုပုံစံဥပမာ 20% ကို buffer ထားမှာလားဥပမာ15လုံးဆိုရင်မီးပွိုင်15လုံးဆိုရင်15အပေါင်း5အဲ့တော့မီးပွိုင်အပွိုင်20ထားမလားဒါမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတော့အခန်းပွဲစီပုံလေးတွေတော့လိုပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါရှင်ဒါမှမယုံနဲ့ရှင်မိပါရှင်မဆိုဟာဒီ specimen collection လေးနဲ့ပတ်သက်ပြီးတော့တစ်ခုလောက်မေးချင်လို့ပါရှင်ဟုတ်ဟိုလေညီမတို့ lab ကကြတော့လေ OPD patient တွေကို lab က specimen collection နဲ့ဟိုကိုယ်တိုင်ဖောက်ပြင်မဲ့ပေါ့နော်ဒါပေမဲ့ inpatient တွေကြတော့လေဝက်ထဲကနေပြီးတော့ဖောက်လာတာပေါ့မရဲ့အဲ့ခါကျတော့သူ ISU မယ်ဆိုလို့ရှိရင်အဲ့သူတို့အဲ့ specimen collection ကနေစပြီးသူတို့ကကြည့်မယ်ဆိုရင်အဲ့ဝက်ထဲတွေအထိပါသူတို့ကလိုက်ပြီးတော့စစ်ဆေးမှလားပေါ့နော်အဲ့ဒါလေးသိချင်တာရှင်စစ်နိုင်ပါတယ်စစ်လဲစစ်ပါတယ်။ तू ကဆေးရုံအနေနဲ့ယူတဲ့ခါကျရင် तू က collection နဲ့ပတ်သက်ရင် तू ကဘာသွားကြည့်လဲဆိုရင်main collection ကိုကြည့်တယ်။ ward ထဲသွားကြည့်တယ်။ဆေးရုံတရုံဆိုရင် तू ကအဲ့ဆေးရုံတော်တော်ကြီးတယ်တော်တော်ကောင်းတော့ तू ကဆက်စုချင်တဲ့အနေနဲ့မှာပါလိမ့်မယ်ထင်တယ်။ ICU ထိပါသွားတာ
ဒါပေမဲ့အထဲထိတော့မဝင်ဘူးပေါ့နော် ICU နားထိသူသွား ICU ထွက်ကိုထွက် ICU ထိကိုသူထွက်လာခိုင်းပြီးတော့အဲ့ ICU က nurse နဲ့စကားပြောတာရှိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီ ward ထဲကိုသွားရင် तू ကတော့ ward ရဲ့ station ရှိလိမ့်မယ်အဲ့ station ထိကိုတော့ तू စစ်ပါတယ်ဟို ward ထဲထိတော့မစစ်ဘူးဒါပေမဲ့အခါကျရင်ခုနကတော့ဒီမေးလိုက်တဲ့အထက်မှာဘာပါသွားလဲဆိုတော့ကိုအဲ့ဝတ်ထဲကကြတော့သူတို့ကဖောက်ပြီးတော့မှကိုလာပေးတာဖြစ်တဲ့အတွက်မဖြစ်မနေသူတို့ကိုကဘာပေးထားရမှာလဲဆိုတော့lab service manual လို့ခေါ်မလား lab guidebook လို့ခေါ်မလားတချို့ဓာတ်ခွဲခန်းက lab service manual လို့ခေါ်မယ်တချို့ဓာတ်ခွဲခန်းက lab guidebook လို့ခေါ်လိုက်မယ်အဲ့ lab guidebook ကိုမဖြစ်မနေသူတို့ကိုပေးထားရမယ်ပြီးသွားရင်နောက်တစ်ခုပေးထားရမှာကသူတို့တွေကိုပေါ့နော်နောက်တစ်ခုပေးထားမှာဘာကျုပ်အယောင်ဆိုရင်ဘာ test တွေအတွက်ဆိုတဲ့ဟာကိုသူတို့ကမဖြစ်မနေသိထားရုံနဲ့တည်းမလုံလောက်ဘူးတနေ့ရမှာရေးပေးထားရမယ်ပြီးသွားရင် sequence of order လား order of blood draw လားအဲ့ဒါ order of blood draw ဘယ်ကျုပ်ပြီးမှဘယ်ကျုပ်ဖောက်ရမယ်ဆိုတဲ့ဟာကိုလည်းပဲတနေ့ရမှာရေးထားပေးရမယ်တနေ့ရမှာကတ်ထားပေးရမယ်အဲ့ဒီပုံမှာမူတည်ပြီးတဲ့ခါကျရင်နောက်တစ်ခုကဘာရှိသေးလဲဆိုတော့depends on the test ပုံမှာမူတည်သွားပြီးတော့သူ့ရဲ့ဘာခေါ်မလဲလေတချို့ test တွေဆိုရှိတယ်ဘယ်နှစ်နာရီအတွင်းပဲ run မဖြစ်မနေ run ရမယ်ဥပမာ2နာရီကျော်သွားရင် run လို့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုး additive တွေမထည့်ထားဘူးဆိုရင်အဲ့လိုမျိုးဆိုရင်ဘယ်နှစ်နာရီအတွင်းကိုတော့ collection ကိုcollect လုပ်ပြီးဝိုင်းဘယ်နှစ်နာရီအတွင်းကိုတော့ lab ကိုပို့ရမှာလဲဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးကခုနကတော့ပြောလိုက်တဲ့ information အကုန်လုံးကဘယ်ထဲကိုရောက်သွားလဲဆိုတော့ဒီ lab service guidebook ပေါ့နော်အဲ့ဒီထဲရောက်သွားမယ်ပြီးသွားရင်ဒီ nurse တွေကိုကြတော့ဖတ်လေကြရင်သူတို့ရဲ့ quality ပေါ့နော်အဲ့တော့သူတို့ကိုလိုအပ်ရင်ဒီ collection training လို့ပုံစံမျိုးပေါ့နော်အဲ့ဒါဟာမျိုးလေးကို technical training လို့ပုံစံမျိုးကိုဒါပေးထားရမယ်ဘာလို့ဆိုသူတို့ရဲ့ staff competency ကကြတော့သူတို့မှာသွားမှုတည်သွားမှာ哦အဲ့ဒါကြ okay ရလားရှင့်စားပါမေးအောင်လဲရှင်ကျေးဇူးပါအမဟုတ်ကဲ့ပါရှင်စားပါမေးအောင်လဲမေးပါရှင်ISO 159 requirement EQ တစ်နှစ်စာအတွက်သတ်မှတ်ထားတဲ့ fixed percentage ကလေနိုင်ငံတကာမှာသတ်မှတ်တာကခဏလေးညီမတစ်ချက်ကြည့်ပေးမယ်15189ရဲ့ quality indicators ထဲမှာ ISO 15189အတွက် fixed percentage က 90% ဒါက 90%ဆိုတဲ့ခါကျတော့ညီမတို့က 90% လို့ပြောလိုက်ရင်တစ်နှစ်ကို12ခေါက်ဝင်မယ်ပေါ့နော်တစ်နှစ်ကို12ခေါက်ဝင်မယ်ပေါ့ဆိုတော့17အမြောက်12ဆိုရင်ဘယ်လောက်% ဖြစ်သွားလဲဆိုတော့တစ်နှစ်လုံးမှာတစ်ခေါက်ပဲတစ်ခေါက်ပဲဖြစ်လို့ရမယ်တစ်နှစ်လုံးမှာတစ်ခေါက်ပဲဒီကောင်ကိုဖြစ်လို့ရမယ် fail ဖြစ်လို့ရမယ် fail ဖြစ်သွားရင်အနည်းဆုံးဘယ်နှခေါက်ပဲဖြစ်ပေါ့နော် fail ဖြစ်သွားရင်တော့သူ့ရဲ့ EQA နဲ့ပတ်သက်ပြီးတော့ root cause တွက်ပေးဖို့လိုပါတယ်ဘုံမဲ့အမြင်နဲ့လေအားရဖို့ဝင်တော့မယ်ဆိုအခုပထမဆုံးဘယ်သူ့ကိုအကြောင်းကြားရလို့ရှင်ကိုကအားလုံးကြီးတော့မှပဲပြောရတာလားပုံမှန်အားဖြင့်လာဖို့အတွက်ရောဘယ်လိုစီစဉ်ရလဲဟုတ်ပုံမှန်အားဖြင့်ကလေမြန်မာမှာတော့လေမြန်မာ accreditation body ရှိတယ်ဖြစ်မြန်မာ accreditation body ရဲ့ email ပေါ့နော် email ကိုတစ်ချက်မြန်မာကိုလာမေးလိုက်လို့ရတယ်မြန်မာ accreditation body ကို email ပို့တာမျိုးဖြစ်မဟုတ်ရင်လည်းပဲပုံမှန်အားဖြင့်ကတော့ညီမနဲ့ consultation ယူတဲ့သူတက်ဖွဲ့ကနေဆိုရင်တော့ညီမကလူကိုယ်တိုင်တစ်ခေါက်လောက်ကတော့ contact စီအနေနဲ့သွားတွေ့ခိုင်းလိုက်တယ်ပေါ့နော်အဲ့တော့သွားတွေ့ပြီးတော့ inform လုပ်ရပါတယ်ပြီးသွားရင်တော့ဟိုဘက်ကိုကြတော့
ထိုင်းကိုလည်းပဲအဲ့လိုပဲထိုင်းရဲ့ accreditation body email ကိုပေါ့နော်ကျမကတော့ဘယ်တက်ခွဲကန်းကပါငါတို့အခုကတော့ ISO ယူဖို့အတွက်ကတော့လျှောက်ချင်ပါတယ်ဆိုပြီးတော့သူတို့ကိုcontact လုပ်လိုက်တယ်အဲ့ခါကျရင်သူတို့ကဘာပြန်ပို့ပေးလဲဆိုတော့ application form ပို့ပေးတယ်အဲ့တော့အဲ့ application form ကိုကဖြည့်ပြီးတော့သူတို့စီကိုပြန်ပြီးတော့ submit လုပ်လိုက်ရင်အခါကျရင်သူတို့ကဒါ officially သူတို့လက်ခံတယ်ပေါ့နော်လက်ခံတဲ့အချိန်မှာအရင်ဆုံးကဘာမှပတ်စံမသွင်းရသေးဘူးအဲ့ email ကိုပို့လိုက်တဲ့မှာသူက application လာတယ်အဲ့မှာကိုကဒါ application ဖြည့်ရင်းနဲ့ဘာဖြစ်နေလဲဆိုတစ်ဖက်မှာလည်းပဲ Google Drive လို့ပုံစံမျိုးပေါ့နော်Google Drive ပဲဖြစ်ဖြစ်ဒီ OneDrive ပဲဖြစ်ဖြစ် Microsoft ပဲဖြစ်ဖြစ်အဲ့ဒီဟာနဲ့သူ့ကို Drive link ကို sharing လုပ်ပေးလိုက်တယ်အဲ့မှာသူတို့ကစစ်ပါညာစစ်ပြီး document အကုန်စုံပြီပေါ့စုံသွားပြီပေါ့လိုအပ်တဲ့ document တွေတော့ပြန် down လေးရှိတယ်ဒါပေမဲ့ပုံမှန်အားဖြင့်ကကျတော့ညီမနဲ့ consultation သွားတဲ့ခါကျတော့ဘာ document တွေဆိုရင်တော့စုံပြီဆိုတာသိတာဆိုတော့တော်တော်များများကတခါတည်း first time one time မှာနေတခါ 10% ဖြစ်တယ်ပေါ့နော်အဲ့မှာစုံသွားပြီဆိုတာနဲ့သူတို့ကဘာတောင်းလဲဆိုအရင်ဟိုကတောင်းတယ်ရက်တောင်းတယ်ဘယ်ရက်ကိုလိုချင်တာလဲဆိုပြီးတော့အခုနောက်ပိုင်းကညီမနဲ့သွားတဲ့တက်ခွဲကန်းကလည်းပဲဒီတလောကနည်းနည်းများတော့သူတို့ကရက်ပေးတာတော်တော်မြန်လာတယ်တောင်းလိုက်ပြီဆိုတာနဲ့ကိုကတစ်လအတွင်းရတယ်ဒီဥမာထားပါတော့မေ29ဆိုရင်ဂျွန်ပေါ့အဲ့ဆိုရင်ဇူလိုင်လောက်ကိုရတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ခါကျရင်ကိုကသူက window period တော့သူပေးတယ်ဘယ်လောက်လိုချင်တာလဲဥပမာသူကမေးတယ်ဘယ်အပတ်လိုမျိုးလိုချင်တာလဲဆိုရင်ကိုပြန်ချိန်လို့ရအမဟုတ်ဒီအပတ်မှာအားသေးပဲအပတ်မှလိုချင်တယ်ဆိုပြီးတော့ပြောလို့ရတယ်အဲ့ဒါနေပြီးတော့မှသူကဟိုဘက်မှာရှိနေတဲ့ accessor တွေရဲ့ availability ကိုသူတို့တစ်ချက်ပြန်ကြည့်တယ်ဘယ် accessor လာနိုင်လဲအားလုံး okay သွားပြီဆိုရင်အမှ accessor name တွေပါလေထွက်တယ်အဲ့ accessor name နဲ့အတူမှသူကပတ်စံကိုဘလောက်ကိုဘယ်လိုကြပါတယ်ဘယ်အကောင့်ကိုလွှဲရပါမယ်ဘယ်လိုပုံစံမျိုးနဲ့ time bank အကောင့်လွှဲရတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါသူကဒီ official letter ထွက်လာတာနောက်ဆုံးတယောက်လောက်ပါရှင့်တူမေးမလဲရှင်ဘာလေးမေးချင်သေးလဲမေးချလိုက်တယောက်ဆိုတော့ဒါကဟုတ်မမေးမလဲရှင့်ဘယ်သူမေးမလဲရှင့်မေးပါ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 ရှင့်ဘယ်သူမေးမလဲမေးအောင်မလားရှင်အဲ့သူမေးအောင်မလဲမေးတော့ထင်တယ်နော် EQC အတွက်ဘယ်လောက် parameter အနည်းဆုံးဝင်ရမယ်ဆိုတာရောသတ်မှတ်ချက်ရှိလားအဲ့လိုတော့မရှိဘူးဆိုတာကခုနကတော့ဒီ ISO ယူတော့မယ်ဆိုရင်ဘာဆက်နဲ့ယူမှာလဲဘယ် parameters တွေယူမှာလဲယူမဲ့ parameters အကုန် EQ ဝင်ရမယ်10ခုယူမယ်ဆိုရင် EQ အကုန်10ခုယူရမယ်15ခုဆိုရင် EQ အကုန်15ခုယူရမယ်26ခုဆိုရင် EQ အကုန်26ခုယူရမယ်အဲ့တော့26ခုစလုံးအတွက်ခုနကတော့MU အတွက်ပေးရမယ်26ခုစလုံးအတွက်precision accuracy တွက်ပေးရမယ်26ခုလုံးအတွက်ITC ဆွဲထားပေးရမယ်26ခုလုံးအတွက် EQ ဝင်ထားရမယ်အဲ့တော့အဲ့ဒီဟာကအဲ့ဒါကြောင့်ခုနကတော့ဒီသွားတဲ့အချိန်မှာဆိုရင်တကယ်ပြန်စဉ်းစားရင်တစ်ခုနှစ်ခုတည်းသွားရင်မတန်ဘူးရဲ့ဘာလို့လဲဆိုတော့ဟိုပါပေါ့နော်ဓာတ်ခွဲခန်းက accredited ရသွားတယ်ဆိုတဲ့စကားလုံးလေးပဲဖြစ်လာမယ် parameter က3ခုလောက်ပဲရသွားမှာပေါ့တစ်ခုနှစ်ခု3ခုလောက်ပဲရသွားမှာအဲ့တော့ကိုယ့်ရဲ့ workload ပေါ်မှာမူတည်သွားပြီးပုံမှန်အားဖြင့်တော့10ခုလောက်တော့သွားလိုက်ပေါ့အဲ့လိုပုံစံမျိုးတကယ်ကိုယ့်ရဲ့ workload ပေါ်မှာလည်းဒီတယ်ပေါ့နော်အဲ့တော့ဘယ် parameters ကိုရွေးမှာကျတော့ကိုယ့်ရဲ့ workload ဆိုတာခဲ့ဒီ patient requirements ပေါ့နော်ဘယ်ဟာကတော့အများဆုံး request ဖြစ်တာလဲပေါ့ပြီးရင်ဘယ်ဟာကတော့ဒီ treatment အတွက် critical ပိုဖြစ်လဲပေါ့အဲ့ပုံမှာမူတည်သွားပြီးတော့စဉ်းစားပေးတင်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်
နောက်တစ်ခုကကြတော့ renew လုပ်စရာလိုသေးလားဟုတ်ကဲ့လိုပါတယ်ရှင်ISO ရသွားတဲ့အချိန်မှာ renew လုပ်စရာလိုလားဆိုတော့လိုပါတယ်ဘာမှမလုပ်ရင်တော့မှသူ့ဟာနဲ့သူကဒီ certificate က4နှစ်ပဲခံပါတယ်ခုနကတော့ညီမပြလိုက်တဲ့ဟာလေးပေါ့နော်ဒါလေးကိုအကြီးချဲ့ပြီးတော့ပြန်ပြပေးမယ်မြန်မာနိုင်ငံမှာက ISO ရထားပြီးသားဓာတ်ခွဲခန်းက6ခုပဲရှိတယ်ပေါ့နော်ဒါကြော်ညာတာပါ6ခုမှာဘာတွေရှိမလဲဆိုတော့အာရှတော်ဝင်ရှိမယ်နီနီရှိမယ် right lab ရှိမယ်ပြီးသွားရင် Anhel ရှိတယ်အာရှတော်ဝင်ရဲ့နီနီရဲ့ right lab ရဲ့ Anhel နောက်တစ်ခုကြားတော့မှကြံတယ်ဟို right ရဲ့ dragon ရှိတယ်ပြီးသွားရင် innovative ရှိတယ်မဟာမြိုင်ရှိတယ်ရှစ်ကကြတော့မိုးကောင်း treasure ပြီးသွားရင်6ကကြတော့ကန်တာရပါเนาะဆိုတဲ့အခါမှာဒါလေးကိုနည်းနည်းအကျယ်ချဲ့ပြီးတော့ပြရမယ်ဆိုရင်တော့ဒါမှပါရှင်ဒါကောင်မှဖိုင်မှာနာဒီမှာနည်းနည်းလေးထပ်ပြီးတော့ချဲ့လိုက်မယ်เนาะချဲ့လိုက်တဲ့အခါမှာဆိုရင်လေဒီမှာပါရှင်သူကဘာပါလဲဆိုတော့ accreditation date ကဒီ2026မေဆိုရင်2030ဆိုတော့4နှစ်ပဲခံပါတယ်4နှစ်ပဲခံတယ်ပေါ့နော်ဆိုတဲ့အခါဒါကဘာကိုမှမပြောင်းမဲနဲ့ဒီအတိုင်းပဲဆိုရင်တော့renew က4နှစ်ကြာရင် renew လုပ်ပေးရမယ်အဲ့တော့4နှစ်ဆိုတော့4နှစ်အတိုင်းနေမဟုတ်သေးဘူးဘာလုပ်ပေးရသေးလဲဆိုတော့သူကဒီနှစ်ထားပါတော့အခုဒီမှာဆိုဒီတက်ခွဲခန်းရဆိုရင်မေမှာရသွားတယ်မေမှာရသွားရင်နောက်တစ်နှစ်သူကမေပြီးရင်ဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာနောက်တစ်နှစ်အောက်တိုဘာမှာဆိုတော့တစ်နှစ်နောက်တစ်နှစ်ခွဲကြရင်သူက surveillance assessment ဝင်ပါတယ်ပြီးတော့ရင်နောက်တစ်နှစ်မှာ surveillance assessment ထောက်ဝင်ပြီးတော့နောက်တစ်နှစ်ကြရင်သူက renew ပြန်လုပ်ပေးရတယ်ဒါကဟိုပါနော် generally ရတကယ်လို့ဒီတက်ခွဲခန်းက top management ပဲဖြစ်ဖြစ် set ပဲဖြစ်ဖြစ်ပြီးရင်ခုနကတော့ scope ပဲဖြစ်ဖြစ် scope ဆိုတဲ့နေရာမှာခုနကတော့ तू ကယူလာ10ခုတကယ်လို့နောက်ထပ်15ခုထပ်ပြောင်းကျင်တာမျိုးဖြစ်ဖြစ်အဲ့ဒီမျိုးဆိုရင်မတို့ကသူတို့ကိုနှစ်ပတ်အကြောင်းကြားပေးရနှစ်ပတ်အတွင်းပေါ့နော်နှစ်ပတ်အတွင်းအကြောင်းကြားပေးရတယ်ဥမာဆက်ပြောင်းတာပဲဖြစ်ဖြစ်လူပြောင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးအကြောင်းပြန်ကြားပေးရတယ်ရှင်အဲ့ဒီလေဒီ renew လုပ်စရာလိုလားပါညာဆိုတာ4နှစ်ကလေ accreditation body တိုင်းမဟုတ်ဘူးเนาะစင်ကာပူတို့ထိုင်းလို့ကတော့ဟုတ်တယ်ညီမဟိုတယ်နေ့ကဆိုရင် meeting တစ်ခုသွားတက်တာ7025ဆိုရင်ထိုင်းက4နှစ်ပေးတယ်ဒါပေမဲ့အိန္ဒိယကဒီအဖွဲ့အစည်းဒီ accreditation body ဆိုရင်7025ဆို2နှစ်ပဲပေးတယ်ဆိုတော့ဒါကဘာပေါ်မှာမူတည်သွားလဲဆိုတော့ accreditation body မှာမူတည်တယ်အဲ့ဒါကြောင့်ဒါနဲ့ကဘာသွားချိတ်လဲဆိုတော့အခုဒီမှာဆိုရင် renew လုံးဝမှာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်ကလည်းပဲနှစ်စဉ်ပြီးခဲ့တဲ့နှစ်ရဲ့ဒီ NCD ကိုကြည့်တာဖြစ်တဲ့အတွက်သူတို့အတွက်ကိုဘာလုပ်ပေးရလဲဆိုတော့ရှိသမျှ records အကုန်9နှစ်သိမ်းဖို့လိုပါတယ်အဲ့တော့ document retention period က9နှစ်ရှိကိုရှိရတယ်9နှစ်သိမ်းပေးရတယ်ပေါ့နော်9နှစ်ဆိုတော့ accreditation စယူတဲ့နှစ်ကနေအကုန်သိမ်းသွားမှာဒီနေ့က accreditation ရသွားတာဖြစ်တဲ့အတွက်ဒီနေ့ရဲ့ဟာကိုနောက်တစ်နှစ်ကျရင်ဖြတ်လိုက်လို့မရဘူးဒါလေးတစ်ခုတတိထားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီ9နှစ်ဆိုတာက ISO ရဲ့လိုအပ်ချက်မဟုတ်ဘူး accreditation bodies တွေရဲ့ requirements ပါဆိုတော့ accreditation body ရဲ့ requirements တွေကလည်းပဲနည်းနည်းလေးတော့ line ပြောင်းတယ်ဟိုဟာကိုယူမဲ့ body ပေါ်မှာမူတည်ပြီးပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါရှင်ဆိုရင်တော့ညီမတို့ရပြီဆိုရင်တော့တခြားမေးကြတာလေးတွေပါလေးတွေရှိရဲဆိုရင်တော့ဒါViber နံပါတ်ကပဲဖြစ်ဖြစ် Facebook ကဒီ Messenger နေပဲဖြစ်ဖြစ်ပေါ့နော်သိချင်တာလေးတွေမေးလိုက်လို့ရပါတယ်ရှင်တခြားဟိုconsultation တွေပါလေးလို့ကျင်နေဆိုရင်လည်းပဲဒါဆက်သွယ်လို့ရပါတယ်ရှင်ဆိုရင်တော့တက်เนาะဒီမှာဒီချိန်ထိရှိနေပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်များမှလည်းပဲပြန်တွေးဖို့အတွက်မျှော်လင့်ပါတယ်ရှင်ကျေးဇူးပါအားလုံးပဲ good night ပါရှင်ဆင်ပြေတယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ် good night ပါမဟုတ်ကဲ့ပါရှင်ကျေးဇူးပါ thank you ပါဆိုရင်ဟိုဖြစ်လိုက်မယ်နော်ချလိုက်တော့မယ်ရှင်ဟုတ်